အင်မတန်မှဝင်နေစရာကောင်းတယ်ချိန်စာတဲ့နေစတိုင်းလူကြီးတွေကပြောကြတယ်ပြည်သူလူထုနဲ့ထိုက်တန်တဲ့အစိုးရချက်ပဲရမယ်ဒီစကားရုပ်တည်ဆိုရင်တော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အောက်တက်တဲ့ခန်းရတယ်လို့ထင်ပါတယ်ပြည်သူလူထုနဲ့ထိုက်တန်တဲ့အစိုးရကိုပဲရတယ်လို့ပြောတဲ့သူတွေကအဲ့ဒီပြည်သူလူထုကိုလေဘင်းကိုတက်နေပြီးမှပြောတဲ့စကားပါဘတ်ကိုလည်းမသွားချင်ဘူးနိုင်ငံခြားကိုလည်းမသွားချင်ဘူးအင်းစိန်မှာလည်းမနေချင်ဘူးဆိုရင်တော့ပါစက်တွေကိုပိတ်ထားပါမျက်လုံးတွေကိုပိတ်ထားပါနားတွေကိုမကြားချင်အောင်ဆောင်းပါအရာအလုံးကိုလည်းမဆိုင်တော့နေပါဒါဆိုရင်မြန်မာပြည်မှာနေလို့ရတယ်အဲ့လိုပဲနဲ့ပါစက်တွေကလည်းဖွင့်ထားမယ်နားတွေကလည်းမျက်စိတွေကလည်းမြင်မယ်ကြားမယ်ပြောမယ်ဆိုရင်တော့ရွေးစရာလည်းကိုချင်တယ်ပြည်တော်စုမပြုတ်ကွဲကြီးဆိုပြီးတော့ပြည်တော်စုကတော့မပြုတ်ခွဲပါဘူးလေပြည်တော်စုသားတွေကတော့ပြုတ်ကွဲသွားကြပြီနိုင်ငံအနှံ့ကိုကျွန်တော်တို့တောင်းချင်ကချင်တစ်ချက်ဗမာတစ်ချက်ကရင်တစ်ချက်ဗမာတစ်ချက်ရှမ်းတစ်ချက်ဗမာတစ်ချက်ကယားတစ်ချက်ဗမာတစ်ချက်ဘိုးကျောင်းဆန်းကြီးရွယ်တဲ့တစ်ချက်ကတာတူမြလို့ဘိုးကျောင်းဆန်းရဲ့နောက်ကညဉ့်ညံအပြည့်နဲ့စစ်ဘိုးကျော်များကချင်တစ်ချက်ဗမာတစ်ချက်ကရင်တစ်ချက်ဗမာတစ်ချက်ခုနှစ်ခါလုံးလိုက်တော့ तू ကခုနှစ်ချက်ရတယ်ချမ်းတဲ့တိုင်းသားလည်းကြားတိုင်းပြည်ကိုအချုပ်တယ်ဆိုတော့တော်ဖို့တတ်ဖို့လိုမှာပေါ့ဆရာပါပါလေကိုမိသားစုလေးကိုတော့မနေရုန်းကန်နေရတာပါဆရာရဲ့တိုင်းပြည်ကိုအချုပ်တယ်ဆိုတာဘယ်လွယ်ပါမလဲမာနာပေါ်တိုင်းပြည်ကိုအချုပ်ရင်တော်ဖို့တတ်ဖို့လိုမယ်ဆရာတို့ကလူကြီးတွေနဲ့အထီးတွေများတဲ့သူတွေမလို့ပါဆရာရဲ့ကျွန်တော်တို့တိုင်းပြည်ကိုအချုပ်တဲ့နေရာမှာမတော်ချင်နေပါစေမတတ်ချင်နေပါစေစိတ်ကောင်းနှလုံးကောင်းလေးနဲ့တော့အုပ်ချုပ်ပေးပါလို့ကြုံယူပြောပေးပါဆရာဒီလိုနိုင်ငံခြားကိုရောက်ပြီးတော့ဒီလိုမြင်ကွင်းတွေကိုမြင်ရတဲ့အခါမှာကျွန်တော်တို့စိတ်ချမ်းသာတွေးမိပါတယ်ဒီမှာရှိတဲ့မိတ်ဆွေများကိုလည်းကျွန်တော်ပြောပါတယ်စစ်နီမှာကျွန်တော်စပြီးပြောခဲ့ပါတယ်ကျွန်တော်တို့တော့ဒီမှာအခြားကြီးမနေနိုင်ဘူးလို့ခု၄၅၆ရက်9ရက်လောက်မှာကျွန်တော်တို့ဖုန်နဲ့တော်နဲ့မိခဏခဏပြက်လေရှိတယ်ကျွန်တော်နိုင်ငံကိုကျွန်တော်သွားမှာလေခင်ဗျားတို့ကိုဒီလိုတွေ့ရတာလူတယောက်ကားတစ်စီးနဲ့လုံးလုံးနေကြတာဝန်တာလေကုန်ယူလေခင်ဗျားတို့ကိုလည်းအပြစ်မတင်ပါဘူးကျွန်တော်တို့တော့ဒီမှာမနေနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံကိုခင်ဗျားတို့ပြန်လာခြင်းစရာကောင်းတဲ့နိုင်ငံဖြစ်အောင်တော့ကျွန်တော်တို့တက်နိုင်မှာကြိုးစားနေပါလေဒီစကားလေးပြောတဲ့ဒီဆိုတာကဘယ်လိုမျိုးပဲလက်ကိုတီးပြီးတော့ဟောပါပေးစားမယ်ခင်ဗျားတို့ပြန်လာခြင်းစရာကောင်းတဲ့နိုင်ငံဖြစ်အောင်ကျွန်တော်တို့ကြိုးစားနေပါလေကျွန်တော်တို့တော့မနေနိုင်ဘူးအဲ့တော့ရောက်အောင်ချင်းညမှာပဲဒေါက်တာကျော်မြင့်တို့က RSL လို့ခေါ်တဲ့ဒီစစ်ပြန်စစ်မှုတော်ဟောင်းတွေဖွင့်ထားတဲ့စားတော်ဆိုင်ဘူဖေးမှာကျွေးပါတယ်တယောက်ကိုတော့30နီးပါးပေးရတယ်ပြောတယ်တကယ်ဘူဖေးအစ်စ်ပါများလုံးလို့နှီးအောင်မစားနိုင်ပါဘူးဈေးကြီးတဲ့ပစွန်တုပ်တွေကဏ္ဍတွေအများကြီးပါနာမည်ခံဖို့ပေါ့မိတ်ဆွေတယောက်ကဆိုရင်အဲ့ဒီပစွန်တွေကိုအကောင့်20လောက်ပကံထဲမှာထည့်ထားတာအားလုံးစားဖို့စားတော့လည်းတကယ်ရတာရှိပါတယ်လက်ဆက်ပြီးချိုးနေတာပဲတိုက်တော့စားအကျဉ်းချင်းခါခါထပ်ယူလို့ရတယ်တိုက်တော့စားဝအောင်စားအဲ့တော့တနိုင်လောကကျွန်တော်မေးကြည့်ပါတယ်တနိုင်လောကဘယ်လောက်ရပါလဲဆို20 25ကျော်30ရကြပါလေဒီနိုင်ငံမှာတနိုင်လောက်လုံးလုံးနဲ့ဒီလိုအစားတောင်ကိုစားလို့ရသလားကျွန်တော်တို့နိုင်ငံမှာရွှေပြည်သားတို့နိုင်တာတို့ထဲကျုပ်စက်လို့ရှိတယ်တနည်းကုန်လို့အခြေခံသတ်မှတ်ထားတဲ့8နာရီမကဘူး overtime မှာဆက်လို့10နာရီလို့12နာရီလို့အဲ့ဒီရတဲ့ပတ်စံနဲ့ trader က coffee တစ်ခွက်တောက်လို့မရဘူးဒီမှာတနာရီလောက်ခလာစားတော့ကောင်းတဲ့အစားအစာကိုစားလို့ရတယ်လူတယောက်ကကားတစ်စင်းလုံးနဲ့လုပ်ကြတယ်ဘယ်လုံးမှမဖြစ်နိုင်တဲ့အရာတွေကိုကျွန်တော်တို့ထပ်တူမပြုတ်ပါဘူးဒါဩစတြေးလျပေါ့မြန်မာနိုင်ငံပေါ့ကျွန်တော်နိုင်ငံမှာခက်နေတာလည်းမြန်မာဟန်ဆိုတော့တော်ဆိုးပါတယ်အဲ့ဒီမြန်မာဟန်နဲ့ကမ္ဘာမှာဒုက္ခရောက်ခဲ့တာလူစင်မမီအောင်ဖြစ်ခဲ့တာများလာပါအဲ့တော့ကျွန်တော်တို့အသက်အရွယ်နဲ့ကျွန်တော်တို့ခံစားရတဲ့စိတ်တွေအဲ့ဒီခံစားချက်တွေကိုပေါ်ပြနိုင်တဲ့စကားလေးတစ်ခုမြန်မာနိုင်ငံမှာကြေးရွာပေါင်း6000ခွဲရှိတယ်ကျွန်တော်ဒီကို30ရက်နေမနဲ့ထွက်လာပါတယ်29ရက်နေ့ညမှာရန်ကုန်ပြန်ရောက်ပါတယ်စစ်တနီမှာကျွန်တော်ပြောခဲ့ပါတယ်ခရီးအရှိမဟာမြိုင်ဆိုတဲ့တော်ကြီးကိုဖြတ်ပြီးတော့ကျွန်တော်လာပါတယ်လမ်းခီးမှာဘာမှခက်ခဲမရှိတဲ့အတွက်ကျွန်တော်ဒီကိုရောက်ချင်းဖြစ်ပါတယ်အချိန်ခိုက်တွေကျွန်တော်လုပ်ကြတယ်မြန်မာပြည်မှာကြေးရွာပေါင်း6000ခွဲရှိတယ်မီးလင်းတဲ့ကြေးရွာက2000မီးမလင်းတဲ့ကြေးရွာက4000ခွဲအဲ့ဒီအချိန်မှာလက်စစ်အခြေခံကြောက်ကပြောပါတယ်တိုင်းပြည်မှာလက်စစ်တွေပို့နေလို့နိုင်ငံသားကိုရောင်းလာတယ်ပို့ရတဲ့နဲ့မရောင်းရင်ယူပေါ်တယ်သူကယူရလားကျွန်တော်တို့ကပဲယူနေတာလားကျွန်တော်တို့ဘာပြောမှမသိဘူးပို့နေလို့ရောင်းတာအခုတော့လက်ပေါင်းရတယ်ဆိုတာလေလာတစ်ချက်မလားတစ်ချက်ဒါတွေပြောမယ်ဆိုရင်အများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကြေးရွာပေါင်း6000ခွဲရှိ
အဲ့ဒီကြီးရွာတွေရဲ့ဆဆရရဘဝရည်တည်မှုအနေထားရွာတွေရောက်တဲ့ခါကျတော့မိတ်ဆွေတယောက်ကပြောတယ်ရွာသားတယောက်ဆရာနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါတိုင်းပြည်ကိုချုပ်တယ်ဆိုတော့တော်ဖို့တတ်ဖို့လိုမှာပေါ့ဆရာပါပါလေကိုမိသားစုလေးကိုတော့မနေရုန်းကန်နေရတာပါဆရာရဲ့တိုင်းပြည်ကိုချုပ်တယ်ဆိုတာဘယ်လွယ်ပါမလဲမာနာပေါ့တိုင်းပြည်ကိုချုပ်ရင်တော်ဖို့တတ်ဖို့လိုမယ်ဆရာတို့ကလူကြီးတွေနဲ့အထီးတွေများတဲ့သူတွေမလို့ပါဆရာရဲ့ကျွန်တော်တို့တိုင်းပြည်ကိုချုပ်တဲ့နေရာမှာမတော်ချင်နေပါစေမတတ်ချင်နေပါစေစိတ်ကောင်းနှလုံးကောင်းလေးနဲ့တော့အချုပ်ပေးပါလို့ကြုံယူပြောပေးပါဆရာကျေးဇူးပါတရားကိုစိတ်ခံစားမှုတိုင်းပြည်ကြီးကိုစီမံခန့်ခွဲရတယ်နိုင်ငံကိုစီမံခန့်ခွဲရတယ်ဆိုတာမလွယ်ဘူးကိုမိသားစုလေးတစ်ခုတော့မှခန့်ခွဲရတာမလွယ်တဲ့ကိစ္စဒါပေမဲ့ဆရာရဲ့တဲ့မတော်ချင်နေပါစေမတတ်ချင်နေပါစေစိတ်ကောင်းနှလုံးကောင်းလေးနဲ့တော့အချုပ်ပေးပါပြောတော့ထေရပါတာဘုရားဘာသာနိုင်ငံဘာသာတရားကိုတော့ချနေမှုဝင်မလေးတဲ့သူတွေအဖြစ်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်နိုင်ငံမြင်နေရနိုင်ငံရခြားရောက်လာတဲ့အခါစားကောင်းအောင်တောက်ကောင်းအောင်ဆိုတဲ့စိတ်နဲ့ကိုတိုင်းပြည်မှာရှိတဲ့လူတွေရဲ့အတင်းကိုပြောဖို့ကျွန်တော်တို့ဒီလိုရည်တည်မှုမျိုးမဟုတ်ပါဘူးတနိုင်ငံလုံးကျွန်တော်တို့အလုပ်တွေနိုင်လုပ်ခဲ့ပါပြီဒီကမိတ်ဆွေများလည်းသိတန်တလောက်သိကြပါလူကြီးလူကောင်းဆန်တဲ့စကားမျိုးကျွန်တော်တို့ပြောပါတယ်ကိုယ်စကားကိုတာဝန်ယူနိုင်တဲ့စကားမျိုးကျွန်တော်တို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာရရှိထားတဲ့အခြေအနေတွေခက်ခဲတွေရင်ဆိုင်ရမှုတွေဟာတာမန်ကလေးတယောက်တာမန်လူတယောက်ကောင်တွေးနိုင်ခေါ်နိုင်တဲ့ကိစ္စတွေကိုခက်ခဲမိုက်မဲနဲ့စားတဲ့တဘောတူပြီးကျူးလွန်နေကြတဲ့သဘောတွေဘာသဘောလဲတိုင်းပြည်ရဲ့အနာဂတ်ဟာ2015လူတွေအားလုံးကအာရုံပြကြတယ်ကျွန်တော်တို့ကဆင်မောနဲ့ပြောရတယ်တိုင်းပြည်အနာဂတ်2015တခုတည်းမဟုတ်ဘူးအဲ့ဒီ2015တခုတည်းမှာတိုင်းပြည်အခြေအနေဟာပြည့်စုံသွားမှာမဟုတ်ဘူးမပြည့်စုံနိုင်ဘူးဒါပြင်2020 okay 2020ကိုကျွန်တော်ဆက်သွားတယ်2020ဟာတိုင်းပြည်ရဲ့လူလာချက်တွေပြည့်စုံပြီလားဘယ်ပြည့်စုံပါလဲနိုင်ငံရေးစနစ်တစ်ခုဟာဘယ်တော့မှပြည့်စုံတယ်ဆိုတာမရှိဘူးကျွန်တော်တို့ဟိုးတွေဖေတွေလက်ထက်ပြီးတော့ကျွန်တော်တို့သားတွေလက်ထက်ဦးကြောင်းကျွန်တော်တို့လက်ထက်ရဲ့နောက်မှာကျွန်တော်တို့ရဲ့သားသမီးမြင်းမြစ်တွေမပြီးဆုံးနိုင်တဲ့ခီးစဉ်ကြီးတစ်ခုဖြစ်ကျွန်တော်တို့သွားပါလိမ့်မယ်အဲ့ဒီခါမှာတိုင်းပြည်နိုင်ငံရဲ့အခြေအနေအရတိုင်းပြည်အနာဂတ်ဟာဘာလဲလို့ကျွန်တော်မေးခွန်းထုတ်တဲ့အခါမှာကျွန်တော်ပြန်ဖြေပါတယ်တိုင်းပြည်အနာဂတ်ဟာနိုင်ငံသူနိုင်ငံသားတွေရဲ့အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရင့်ကျက်မှုဟာတိုင်းပြည်အနာဂတ်ပါတောင်ဆန်းစုကြည်ရဲ့80ရှိပါပြီလက်ရှိပေါ်ပေါက်နေတဲ့အခြေအနေတွေကခင်းနေတဲ့ဇလန်းတွေအရာတွားကျင်တဲ့လမ်းကြောင်းတွေအရာကျွန်တော်တိုင်းပြည်အခြေအနေကမလွယ်ပါဘူးအဲ့ဒီလိုအနေထားမျိုးမှာအင်မတန်မှဝင်နေစရာကောင်းတယ်ကျင်းစာတက်နေဆိုတာလူနှစ်ထင်မှုတနက်နဲ့တိတ်ပြီးမှပြောရဲဆိုတာဆိုတော့ဖိနှိပ်ညှင်းဆဲမှုတွေနဲ့မင်းတို့နဲ့ထိုက်တန်တဲ့အစိုးရပဲရမယ်လို့လက်နှစ်ဖက်ကိုလက်ထိတ်ခတ်ခြေထောက်နှစ်ဖက်ကိုခြေထိတ်ခတ်မျက်လုံးကိုပိတ်ထားပါးစပ်ကိုပိတ်ထားတဲ့သူတွေကမင်းတို့နဲ့တန်တဲ့အစိုးရပဲရမယ်ဆိုတဲ့စကားလူကြီးတောင်ဆန်တဲ့စကားမျိုးမဟုတ်ဘူးဆရာဦးဖုန်းကပြောပါတယ်ကျွန်တော်မြန်မာလူမျိုးတွေညံ့ပါဘူးမညံ့တာသိတာပေါ့ကမ္ဘာနိုင်ငံတည်တည်မှာကျွန်တော်မြန်မာလူမျိုးတွေဘယ်ညံ့မှာလဲတော်ခွင့်မရတာပါတဲ့ကျွန်တော်ထောက်ခံဟုတ်တယ်ကျွန်တော်တော်ခွင့်မရတော်ခွင့်မပေးဘူးကျွန်တော်နိုင်ငံမှာလည်းတော်မယ်ဆိုရင်နေစရာ2နေရာရှိတယ်နိုင်ငံခြားကိုတောင်းလာအင်းစိန်ရွေးလာနှစ်ခုရှိတယ်ပတ်ကိုရောက်လာတဲ့သူတွေဟာအင်းစိန်ကိုမရွေးချင်လို့ဒီကိုရောက်လာပတ်ကိုမရောက်ရင်အင်းစိန်မှာနေရမှာနှစ်ခုပဲရှိတယ်ပတ်ကိုလည်းမသွားချင်ဘူးနိုင်ငံခြားကိုလည်းမသွားချင်ဘူးအင်းစိန်မှာလည်းမနေချင်ဘူးဆိုရင်တော့ပါးစပ်တွေကိုပိတ်ထားပါမျက်လုံးတွေကိုပိတ်ထားပါနားတွေကိုမကြားချင်အောင်ဆောင်းပါအရာအလုံးကိုကိုယ်နဲ့မဆိုင်တော့နေပါဒါဆိုရင်မြန်မာပြည်မှာနေလို့ရတယ်အဲ့လိုပဲနဲ့ပါးစပ်တွေကလည်းဖွင့်ထားမယ်နားတွေကလည်းမျက်စိတွေကလည်းမြင်မယ်ကြားမယ်ပြောမယ်ဆိုရင်တော့ရွေးစရာတခုရှိတယ်ဒီလိုနည်းနဲ့ကျွန်တော်တို့သွားကြဆရာဦးဘုရားပဲထပ်ပြောပါတယ်ပြည်တော်စုမပြုတ်ကွဲကြီးဆိုပြီးတော့ပြည်တော်စုကတော့မပြုတ်ကွဲပါဘူးလေပြည်တော်စုသားတွေကတော့ပြုတ်ကွဲသွားကြပြီနိုင်ငံအနှံ့ကိုကျွန်တော်တို့သွားကြကချင်တစ်ချက်ဗမာတစ်ချက်ကရင်တစ်ချက်ဗမာတစ်ချက်ရှမ်းတစ်ချက်ဗမာတစ်ချက်ကယားတစ်ချက်ဗမာတစ်ချက်ဘိုးကျောင်းအောင်ဆန်းရည်ရွယ်တဲ့တစ်ချက်ကတာတူမြလို့ဘိုးကျောင်းအောင်ဆန်းရဲ့နောက်ကညဉ့်ညံအပြည့်နဲ့စစ်ဘိုးကျော်များကချင်တစ်ချက်ဗမာတစ်ချက်ကရင်တစ်ချက်ဗမာတစ်ချက်ခုနှစ်ခါလုံးလိုက်တော့ तू က9ချက်ရတယ်ချမ်းတဲ့တိုင်းသားလည်းတစ်ချက်ဘိုးကျောင်းထားတဲ့လေတွေကတော့အားလုံးတာလို့များကယားပြည်နယ်လော်ဘီတာကို
လောပိတာကနေလာတဲ့လက်စစ်တာကဲပြည်နယ်တစ်ခုလုံးကိုဖြတ်သွားပြီးတော့ကဲပြည်နယ်မှာရှိတဲ့ရွာလေးတွေမီးမလင်းဘူးရခိုင်ပြည်နယ်မှာထွက်တဲ့ရွှေသဘာဝတန်းဝင်သဘာဝတန်းဝင်ပညာရှင်တွေကပြောတယ်မြန်မာနိုင်ငံမှာကြီးရွာပေါင်း6000ပဲရှိတယ်အဲ့ဒီသဘာဝတန်းဝင်ရဲ့3ပုံတစ်ပုံကို3ရင်တနိုင်ငံလုံးနေပြီးလို့ရတယ်ဒါမှလည်းကျွန်တော်တို့ခံစားရတယ်ကျွန်တော်တို့ဟာပြည်သူလူထုတယောက်အနေနဲ့အရေးလုပ်ခြင်းအရေးတယူပြုခြင်းလူလူတူလူဆက်ဆံခြင်းမခံစားရတဲ့သူတွေဖြစ်ရတရားပါအဲ့တော့ကျွန်တော်အပြန်အပြောလို့ရှိပါတယ်ကျွန်တော်ကိုကြီးကျွန်တော်ဖတ်တော့ကိုကြီးကျွန်တော်မှာပါတယ်ဟာဆရာဝန်ပွဲကိုပဲချိန်ပါလားဆိုတော့လေကိုကြီးကျွန်တော်ဖတ်တော့တိတ်အားရမဆိုင်တော့ဆရာဝန်ပွဲကိုဆိုတော့ဆရာဝန်ပဲပေါ့ကျွန်တော်လည်းတော့ရောကြိတ်ရပါတယ်ဟုတ်ကဲ့ကျွန်တော်ဆရာဝန်တက်ပါဒီဟောပြောပဲပြီးရင်ကျွန်တော်ကြားမှာရေးကိစ္စတွေအားလုံးစစ်စစ်ပြီးလို့ဆောင်းပြီးသွားချင်ပါတယ်အပြည့်တဲ့ကောင်တည်းသိကျွန်တော်ဖိတ်တာတော့ဟောပြောပဲဖိတ်တာပါအတိုင်းပဲကျွန်တော်တရားတရားပေါက်ပါတဲ့အတွက်ဟောပြောပဲပြီးလူချင်းမင်းတို့ကြားမှာရေးလို့ပဲခါတဲ့စစ်စစ်ပြီးတတ်နိုင်တယ်ပြန်ဆောင်းပြီးချင်ပါတယ်တခုလို့ရှိပါတယ်ကျွန်တော်ရတဲ့ပွဲလာဒိဋ္ဌာန်စေသူဆရာဝန်ပွဲပါအဲ့တော့ဒီကကထားဟာဒိဋ္ဌာန်စေသူဆရာဝန်ပွဲဆိုဟုတ်ဒိဋ္ဌာန်စေပေါက်နေတဲ့သူတွေကျွန်တော်လည်းလာပြပါနိုင်ငံတော်လူကြီးတော်တော်များများကိုကျွန်တော်တောင်းယူပြီးကုပေးနေပါတယ်ဒီဘက်ကဝိုင်းပေါ့ဘုံစကားမပြည့်စုံလို့နိုင်ငံတော်လူကြီးတော်တော်များများရဲ့ခွေးတွေကြောင်းတွေကိုကျွန်တော်ကုပေးနေပါတယ်စကားဆက်သွားလို့ပါလို့ဆိုတော့ကျွန်တော်တကယ်ကြည့်နေပြောပါတယ်မင်းက veterinary ကွာ veterinarian vet surgeon ခွေးတွေကြောင်းနေတယ်လုံးလုံးမယ်ပေါ့ဘယ်နဲ့မင်းကဘယ်နဲ့ဒီအစိုးရနဲ့ဝင်ခလို့ထွက်ကလို့ခုလည်းမထူးပါဘူးတကယ်ကျွန်တော်ရဲ့ကျွဲတွေနွားတွေနဲ့လုံးလုံးနေရတဲ့အတိုင်းပါကျွန်တော်ဒီလိုပြန်ပြောရအောင်ဆိုတော့ကျွန်တော်နိုင်ငံဒီအင်မတန်မှဝင်နေစရာကောင်းပြောမှဆိုတော့ဒေါသတွေပါပါမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကကြာလာတဲ့ခါကျတော့ဝင်နေတယ်ကျွန်တော်တို့တရက်နေ့မှာဩစတြေးလျကိုရောက်ပါတယ်နေရာတွေတော်တော်များများသွားခဲ့ပါအခြားနိုင်ငံတွေလည်းကျွန်တော်တို့ရောက်ဖူးကြပါတယ်အရှေ့တောင်အာရှနိုင်ငံလေးတွေငါးနိုင်ငံရောက်ဖူးတယ်ပေါ့ကိုတွေ့လက်တွေ့မရောက်ဖို့ရင်တော့မှပညာသမားတွေစာသမားတွေဖြစ်တဲ့အတွက်နိုင်ငံတစ်ခုရဲ့ထူထောင်မှုတွေဖွဲ့စည်းမှုတွေကျွန်တော်တို့နားလည်ပါတယ်လမ်းတွေကောင်းပါပေါ့နိုင်ငံဖွံ့ဖြိုးတိုးတက်ဆိုလမ်းတွေကောင်းပါပေါ့တွားလာဖို့ဆောင်တွေကောင်းပါပေါ့တိုက်တာဆောက်ပြီးမြင်လာမှာပေါ့ဒါပါပဲတိတက်ပူစရာအကြောင်းမရှိပါဘူးဒီလိုပဲနေကြဒီလိုပဲစားကြဒီလိုပဲတော့ကြမှာသို့တော့လူနဲ့တူမှာပေါ့ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံမှာလူနဲ့မတူလူလိုမဆန်းပါဘူးအကြောင်းအရာတစ်ခုချင်းကိုတွေးလိုက်တိုင်းမှာဘယ်လိုအုံတော့တွေနဲ့လုပ်နေသလဲလို့တန်ကြပါမယ်စဉ်းစားယူရတော့အောင်ခက်ခဲမှုမျိုးကျွန်တော်တို့မဆိုင်အဲ့တော့စာပေဟောပြောပွဲတွေခုနောက်ပိုင်းမှာခက်စားလာတယ်ကျွန်တော်နဲ့ဆရာအုပ်ဖုန်းနဲ့ဆိုရင်ဒါပြောရရင်နေချိုက်မင်းသားတွေပေါ့ဒီဟာတင်ဆိုးပေါ့ဗျာပြောရရင်ဘယ်တော့မှလွတ်လိုက်ရင်မရတယ်နှစ်ယောက်ကျွန်တော်ဘယ်တော့မှလွတ်လိုက်ရင်မရဘူးနေချိုက်ဒီကျွန်တော်တို့တောရွာတွေနဲ့ကျွန်တော်တို့သွားကြတယ်တချို့ဝေးပန်နေကျွန်တော်တို့စာပေဟောပြောပွဲဆိုတာစာကြောင်းပေကြောင်းဟောပါကျွန်တော်တို့ကလည်းစာကြောင်းပေကြောင်းမှာဟောကြတယ်ဒါပေမဲ့ဟောခွင့်မရဘူးစာကြောင်းပေကြောင်းပြောရင်တော့စိတ်ဝင်စားထားပြရမှာအဲ့ဒါကြောင့်သူတို့စိတ်ဝင်စားတဲ့အကြောင်းကိုကျွန်တော်ပြောင်းပြီးတော့ပြောပါအဲ့လိုနိုင်ငံရေးတွေပါထပ်တမ်းမှုတွေပါကျွန်တော်ဆိုရင်မဆလာခင်မှာမွေးတယ်နဝတခင်မှာကြည်ပြင်းအရွယ်ရောက်တယ်အခုဒီမိုကရေစီဆိုတဲ့ရောင်တောင်ပေါင်းတောင်ခင်မှာဒီစကားတွေကိုပြောရတယ်ကျွန်တော်အသက်40ကျော်မှကျွန်တော်ခေတ်3နှစ်ဖြစ်တာတဲ့ဆန်တယ်မှာကျွန်တော်ဒီကိုထွက်လာတဲ့ April 30ရက်ကျွန်တော်အသက်40နှစ်ပြည့်ပါတယ်ဆိုတော့ကျွန်တော်အသက်40ကျော်မှခေတ်3ခေတ်ကျွန်တော်ဖြတ်ပြီအဲ့ဒီခေတ်ဒီအကြောင်းမပြောလို့ကျွန်တော်ဘယ်အကြောင်းပြောအောင်လဲအဲ့ဒီခေတ်စနစ်တွေအကြောင်းကိုမရေးလို့ကျွန်တော်ဘယ်အကြောင်းကိုရေးရတီဘောမင်းကိုတတ်တဲ့ခပြားတွေကျွန်တော်မရေးနိုင်ပါဘူးမင်းတို့မင်းကိုလွမ်းတဲ့ဝတ္ထုကျွန်တော်မရေးပါဘူးဦးသားရှိုးဆဲတဲ့ဝတ္ထုကျွန်တော်ရေးမှာပေါ့ဗျာဘုရားနေဝင်ကိုမကျင်တတ်တဲ့ခပြားကျွန်တော်ရေးမှာပေါ့ဗျာအမှုပညာတော့ဟုတ်ချင်မဟုတ်မှာပေါ့ဆိုလိုတာကအဲ့တော့အမေရိကန်ဆိုင်စာဖြစ်တဲ့ John Steinbeck ပြောတဲ့စကားအင်မတန်ရှင်းပါတယ်ဆိုင်ဆရာကောင်းခပြဆရာကောင်းကတ်တုံးဆရာကောင်းဆိုတာလေသူဖြတ်တန်းနေတဲ့ခေတ်ကြီးကသူဖြတ်တန်းနေတဲ့ခေတ်ကြီးရဲ့မတော်မတက်မှုတွေအကျင့်ပြည့်နှိမ့်ဆက်ညှဉ်းပန်းမှုဒါတွေကိုလောင်ပြောင်းတရောဝေးမှတုံ့ပြန်ပြောဆိုနိုင်တဲ့ခပြဆရာဆိုင်ဆရာကတ်တုံးဆရာတွေကိုမှခပြဆရာကောင်းဆိုင်ဆရာကောင်းကတ်တုံးဆရာကောင်းလို့ခေါ်ပါတယ်ကျွန်တော်တို့ဖြတ်တန်းနေတဲ့ခေတ်ကိုကျွန်တော်တို့မတုမထိကျွန်တော်တို့လုပ်လို့ဒီစကားတိုင်းမှာဆရာကြီးပေါ်တင်အောင်ပြောပါတယ်တေကန်နီအနာယီသူသားပါဟင်းအောင်ပြောတယ်စကားမသား
လူတယောက်ရဲ့တန်ဖိုးဆိုတာကွာအဲ့ဒီလူရဲ့ပခုံးပေါ်တင်ပေးလိုက်တဲ့တမိုင်းမိတာကိုအဲ့ဒီလူတယောက်ဘလောက်ထိကြေအောင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ချက်နဲ့တိုင်းရတယ်ဟာတိုင်းလူတယောက်ရဲ့တန်ဖိုးဆိုတာခစ်ကြီးကတင်ပေးလိုက်တဲ့ပခုံးပေါ်ကိုတင်ပေးလိုက်တဲ့တမိုင်းမိတာပဲအဲ့ဒီတမိုင်းမိတာဝင်ကိုအဲ့ဒီလူတယောက်ဘလောက်ထိကြေအောင်ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတဲ့ချက်နဲ့တိုင်းရတယ်ဟာတိုင်းဘုံမတယောက်ရဲ့လူတယောက်ရဲ့တန်ဖိုးဒီစိတ်နဲ့ကျွန်တော်တို့ဒီလိုလုပ်နေလို့လှုပ်ချခိုင်းကြတယ်ပြောကြဆိုကြတယ်နိုင်ငံရေးအခြေအနေကမကောင်းတဲ့ခါကျတော့ဒီနိုင်ငံရေးကိုပဲဦးတည်ပြီးတော့ကျွန်တော်တို့ပြောကြဆိုကြရရေးကြတားကြရအဲ့တော့စောစောကပြောတဲ့ဝေဖန်မှုစာပေဟောပြောတွေကတချို့ပြည်သက်တွေရှိတယ်စားချောင်းပေချောင်းကြားကြတယ်ကြပြားချောင်းကြားကြတယ်ဝတ္ထုချောင်းကြားကြတယ်ညီမင်းညိုဆိုတဲ့ဆိုင်စာကြပြားတွေရေးတယ်ကျွန်တော်ကြပြားစာအုပ်နှုံးထုတ်ပြီးပါပြီဝတ္ထုတို့ပေါင်းချုပ်နှုံးထုတ်ပြီးပါပြီကျန်တဲ့စာအုပ်တွေလည်းရှိတယ်ပေါ့ကြပြားတွေလည်းရေးတယ်ဝတ္ထုတွေလည်းရေးတယ်အစီတွေလည်းရေးတယ်ဒါပေမဲ့စာပေဟောပြောမှာကြပြားလည်းမကြားဘူးဝတ္ထုလည်းမကြားဘူးဒီနိုင်ငံရေးအကြောင်းတွေပဲကြားရတယ်လို့ပြောတဲ့ဝေဖန်တဲ့သူတွေရှိတယ်ကျွန်တော်တို့ကလက်ခံပါတယ်အဲ့တော့ကျွန်တော်တတိယကျွန်တော်ပေါ်လေးပေါ်မှာပြောပြတယ်ပီတာရဲ့တာမကြီးပုံမြင်ပါပဲလို့ပီတာရဲ့တာမကြီးပုံမြင်ဆိုတာဘာလဲဆိုတော့ပီတာဆိုတဲ့ကလေးလေးတယောက်အင်မတန်လဲဝဲတဲ့ကလေးလေးချစ်ဆက်ကောင်းတဲ့ကလေးလေးဆရာမသူ့ကိုဆိုင်စာကုန်းရေးခိုင်းပီတာမနေ့ကကြာရင်ခွေးအကြောင်းဆိုင်စာကုန်းရေးကပါဟုတ်ကဲ့ဆရာမပီတာချစ်ဆက်ကောင်းတယ်ဟုတ်ကဲ့ဆရာမဒါပေမဲ့ပီတာပိုင်နိုင်တာကသူကတန်းနေတဲ့အကြောင်းသူတပုတ်ပဲကြက်ထားတယ်ပီတာတန်းနေတဲ့အကြောင်းမကြက်ထားဘူးဒါပေမဲ့သူဆရာမခိုင်းလိုက်သူကမငြင်းဘူးဟုတ်ကဲ့ဆရာမနောက်တစ်ချိန်သူကရှိတယ်ဆရာမပြဆရာမဖတ်ကြည့်ခွေးအကြောင်းခွေးဒီခြေလေးကြောင်းရှိခွေးဒီခြေလေးကြောင်းရှိခွေးနိုင်အမွှေးများထူတဲ့ဆိုတာပေါက်လေရှိအမွှေးများထူတဲ့ဆိုတာပေါက်လေရင်တန်းများပြောမိမှာအမှန်ပဲဖြစ်ပါသည်တန်းဆိုပြီးမှာတန်းကြောင့်ဆိုင်ဆရာမဖတ်ကြည့်ပီတာနေလူလည်းမကြနဲ့နင့်ကောင်ကခွေးကြောင့်ရေးခိုင်းတာဒီဘာလဲနေတော့တန်းကြောင့်ရေးခိုင်းတာမဟုတ်ကဲ့ပါဆရာမနေလူလည်းကြတယ်နောက်နေ့ကြောင်ရေးခဲ့ဟုတ်ကဲ့ပါဆရာမနောက်နေ့ရေးတယ်ပီတာကြောင်လေးခြေလေးကြောင်ရှိကြောင်လိုက်အမွှေးများထူတဲ့ဆိုတာပေါက်လို့ရှိအမွှေးများထူတဲ့ဆိုတာပေါက်နေတန်းများပြုံပြီးမှာမှန်မယ်ဖြစ်ပါသည်တန်းဆိုပြီးမှာတန်းကြောင်ပဲရေးတယ်ဆရာမမဟုတ်တော့ပီတာနေမဟုတ်တော့ဒါတော့အမေအမွှေးတွေထူနေလိုက်လက်အကြောင်းရေးကတော့လက်အမွှေးပါလိုက်ဟုတ်ကဲ့ပါဆရာမပီတာကမငင်းဘူးနောက်နေ့သူရေးတယ်လက်အကြောင်းလက်ဒီခြေလေးကြောင်ရှိလက်နိုင်အမွှေးများမရှိသို့တော့လက်နိုင်အမွှေးများရှိနေတန်းများပြုံပြီးမှာမှန်တယ်ဖြစ်ပါတန်းဆိုပြီးမှာပီတာတော့တန်းကြောင်ပဲရေးတယ်ကျွန်တော်တို့စာပေပြောမှာပြောတယ်စာရေးဆရာမင်းတို့ကနိုင်ငံရေးအကြောင်းတွေရှိတယ်ကျွန်တော်တို့ပီတာဝင်စားလို့စာရေးဆရာဖြစ်တဲ့လူတော့မသိပါဘူးကြောက်တန်းနေအကြောင်းပဲတိုင်းပြည်ရဲ့အပေါ်မှာမိဖို့အတွက်ကပ်ပြီးတော့ parasite လုပ်ပြီးတော့တိုင်းပြည်ကိုသွေးဆုံနေတယ်တိုင်းပြည်ရဲ့အခြေအနေကိုယိုယွင်းအောင်လုပ်နေတယ်တန်းနေအကြောင်းကိုကျွန်တော်တို့ပြောနေရပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ရေးဖွဲ့ချင်တာဟာတန်းနေအကြောင်းတော့မဟုတ်ပါဘူးတန်းနေအကြောင်းထက်မကပါကျွန်တော်တို့လုပ်ချင်တာတွေအများကြီးရှိပါတယ်ခုနကပြောတယ်စာပေအမှုပညာရသရဲ့တန်ဖိုးရွာတွေဆိုတော့ရွာစကားပြောရပါတယ်ဘယ်ခွေးမှစာမဖတ်ဘူးရွာသားတွေလည်းကြောင်တော်လေးဖြစ်သွားတယ်ဗျာရှင်းဘယ်ခွေးမှစာမဖတ်ဘူးဟုတ်တာပေါ့လေစာဖတ်နေတဲ့ခွေးတစ်ခါမှမမြင်ဘူးပြောချင်တာကစာဖတ်ဖို့ကျွန်တော်တိုက်တွန်းရတာဘယ်နွားမှတခြင်းနားမထောင်ဘူးဟုတ်တယ်အီယာဖုန်းတက်တဲ့နွားမမြင်ဘူးလေဘယ်သတိစာမှရုပ်ရှင်မကြည့်ဘူးလို့ဟုတ်တယ်ဆရာအဲ့တော့ရုပ်ရှင်တို့ဂီတတို့စာပေနုပညာဆိုတာတတော်ဝါတွေအားလုံးနဲ့မှာလူဆိုတဲ့တတော်ဝါတွေမျိုးပဲခံစားတာလူပိတာကြောင့်ပြောဖို့ဆိုရင်အနုပညာကိုခံစားတတ်ရလိမ့်မယ်လို့ကျွန်တော်တို့စကားရိုက်သွားရင်ခွင့်လို့ပေးပါကျွန်တော်တို့ရွာတွေကိုနားလည်အောင်ပြောရပါတယ်စကားတွေကိုပြောဒီမိုကရေစီဆိုတာဘာလဲဆရာမင်းကျွန်တော်ဖြစ်ရဒီမိုဆိုတာဘာကရေစီဆိုတာဒီမိုကရေစီဘာဒါတွေပြောနေသူတို့နားလည်းမဝင်ဘူးအတန်ပဲအမှန်ကဒီမိုကရေစီဘာညာတော့လုံးနေလို့မရဘူးဒီမိုကရေစီဟုတ်ပြီစကားလုံးသုံးတော့ပြောရတယ်ကျွန်တော်တို့ by the people လောက်တော့သူနားလဲလေ by the people ဟုတ်ပြီဆရာ by the people ဘာလဲဆရာပြည်သူလူထုကရွေးကောက်တင်မြှောက်တယ်ဆိုတာဖြစ်ရတယ်နားလဲပြီဆရာခင်ဗျားတို့ကိုရထားတယ်ဆိုတော့ပြည်သူလူထုကတင်မြှောက်သလားမတင်မြှောက်ဘူးလားကြံကြီးစီရဆရာကြီးသူတို့ဟာသူတို့တင်မြှောက်သွားတာသူတို့ဟာသူတို့တင်မြှောက်သွားတာ by the people okay နောက်တစ်ခု for the people people စပီးပဲလာပြန်ပြီဟုတ်တယ် people လာ for the people
အဲ့ဒီတင်ရောက်ထားတဲ့အစိုးရဟာခမားတို့ပြည်သူလူထုအတွက်လှုပ်ပေးရတခါမှလုံးမပေးဘူးရောင်လို့တော့မကြည့်ဘူးဒါလည်းပါပြီနောက်ဆုံးတော့ပြောတာ off the paper အဲ့ဒီအစိုးရဖွဲ့ထဲမှာရှိတဲ့ဒူရီဒီ9နှစ်တက်တန်းဆိုတဲ့အချိန်ကာလတစ်ခုပြီးရင်သူတို့ဟာပြည်သူလူထုတွေကပြည်သူလူထုပဲဖြစ်တဲ့အတွက်ပြည်သူလူထုရဲ့အစိတ်ပိုင်းသားလည်းဖြစ်တယ်တတိတနန်အခန္ဓနာမဟုတ်ဘူးအားလုံးဟာဒီမိုကရေစီရဲ့အနှစ်သာရတည်ပြည်သူသားအခရာဆိုတဲ့စနစ်ဖြစ်တယ်ကမ္ဘာပေါ်မှာနိုင်ငံရေးစနစ်တွေအများကြီးရှိတယ်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံရေးစနစ်တွေအများကြီးမှာဒီမိုကရေစီစနစ်ဟာအသင့်တော်ဆုံးလို့ယူဆတဲ့အတွက်ကျင့်သုံးနေကြတယ်ဒီမိုကရေစီထက်ဟိုမိုကရေစီကပိုကောင်းတယ်လို့သိလာတဲ့နေ့ကျရင်ဟိုမိုကရေစီကိုပြောင်းပြီးတောင်းတလိမ့်မယ်ဟိုမိုကရေစီရရှိတူရေးသူတို့နားလည်အောင်ကျွန်တော်တို့ပြောရပါတယ်ပြည်သူလူထုသာအခရာဆိုတာဒီဒီမိုကရေစီစနစ်ရဲ့နေတာပါအခုကျွန်တော်လာခဲ့တဲ့ခီးလွတ်တော်ကိုစတဲ့ NLD ကလွတ်တော်ကိုစတဲ့ဒေါ်ခင်မွေးတော်မင်းကန်းပြည်သူလွတ်တော်ကိုစတဲ့သူနဲ့တူကျွန်တော်12ရက်ဟောပြောပွဲ16ပွဲတွေ့ဆုံပွဲပေါင်းများစွာ12ရက်အတွင်းမှာပွဲ30ကျော်ကျွန်တော်တို့ဆောင်ခဲ့ကြတယ်အဲ့တော့အထက်ချင်းလွဲပေါ့သူတို့နားလည်အောင်ကျွန်တော်လွယ်အောင်ပြောရတယ်အခုနိုင်ငံတော်သမ္မတဘာလို့ပါလဲဦးသိန်းစိန်ပါတဲ့ဟောလွန်ခဲ့တဲ့9နှစ်ကအဲ့ဒီနာမည်လေးကိုကျွန်တော်ကြားဘူးတယ်ဘယ်လိုကြားဘူးလားလဲဆရာကျွန်တော်တို့လွန်ခဲ့တဲ့9နှစ်က2010မှာနဝတစစ်ကိုချုပ်ကြီးတွေရှိတယ်လေလို့ဘိုးချုပ်ကြီးသိန်းစိန်ဆိုတဲ့နာမည်ကျွန်တော်ကြားဘူးတယ်လို့အခုနိုင်ငံတော်သမ္မတဘာလို့လဲဗျာဦးသိန်းစိန်လေးဆရာဩဒါပြင်နာမည်တူနေတာပေါ့နော်လူပါတူတယ်ဆရာကျွန်တော်နားလဲအောင်ကျွန်တော်ကြားမှပြီးပြောရလူပါတူတယ်ဆရာမဟုတ်ဘူးလေသူကတယောက်ထဲလားတယောက်ထဲပေါ်ဆရာဒါပြင်ကျွန်တော်အခုခင်ဗျားတို့ကစကိုင်းတိုင်းတော့ဟုတ်ပါလေစကိုင်းတိုင်းစကိုင်းတိုင်းဝင်ကြီးချုပ်ကဒေသဝင်ကြီးချုပ်ကဥတာအေးလေးဆရာအိုးဒီနာမည်လေးမကြားဘူးတို့ပဲဗျာလွန်ခဲ့တဲ့9နှစ်ကစကိုင်းတိုင်းတိုင်းမှုကပူချုပ်တာအေးဆိုလားပါဆိုလားသူ့ပဲဆရာဒါဆိုရင်ခင်ဗျားတို့ဒီနှစ်ကာလတစ်ခုအတွင်းမှာအပြောင်းလဲကျွန်တော်တို့ဒီလိုပြောအောင်အစိုးရနဲ့ပတ်သက်လို့နီလန်းမျိုးစုံတုံးပြီးတော့ကျွန်တော်တို့ပြောနေပါတယ်တိုးတော့အဲ့ဒီလိုပြောနေတဲ့အချိန်မှာကျွန်တော်တို့ကဘာပါတီဝင်မှမဟုတ်တဲ့အကြောင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီဝင်လည်းမဟုတ်ဘူးဒေါ်အောင်ဆန်းစုကြည်ကိုချစ်ခင်လေးစားတဲ့အတွက်ဝင်းရံတဲ့သဘောတော့ပါတယ်ဆိုင်ဆရာဘက်တော်ရှိဆရာပါတီဝင်လည်းမဟုတ်ဘူးဒါပေမဲ့ဒီအလုပ်တွေလိုက်လုပ်နေတယ်ဆရာဘက်ကပါလဲဗျာဒါဆိုတော့ရှင်းတယ်လေဗျာလို့ကျွန်တော်ရက်တည်တဲ့ဘက်ကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘက်ပေါ့အမှန်တရားများနိုင်တယ်လို့ယူဆတယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဘက်ကရက်တည်ပေးတယ်ဆိုတော့ပေါ်လွင်တာပေါ့ဒါကိုကျွန်တော်မငြင်းပါဘူးဘာဖြစ်လို့ပါတီမဝင်တာလဲဆရာကျွန်တော်တို့အခုဝင်းရံနေတဲ့ပါတီကြီးကခင်ဗျာထာဝရတသက်တာဘယ်လိုကောင်းပါမယ်လို့ခင်ဗျာအမခံလို့လားလို့တုတ်တူဝင်းရံကူညီခဲ့တဲ့အဲ့ဒီပါတီကြီးကခေါင်းဆောင်ကြီးကိုမပြောဘူးနော်လူဆိုတာပုထုဇဉ်တွေအဲ့ဒီပါတီကြီးကအချိန်တန်လို့များသူ့လိုကိုလိုဖောက်ပြန်လာခဲ့ရင်ပြန်ပြီးတော့ပြစ်တင်ဝေဖန်စိတ်ခေါ်နိုင်အောင်ကျုပ်တို့ပါတီမဝင်တာလို့ကျုပ်တို့အမြဲတမ်းရက်တဲ့ဘက်ကတစ်ဖက်တည်းဘယ်ပဲလဲဆရာအဲ့ဒါခင်ဗျားတို့ပြည်သူလူထုပဲဒီလိုပြောကျုပ်တို့ဆိုင်ဆရာခင်ဗျားတို့ပြည်သူလူထုတဲကပြည်သူလူထုတယောက်ဖြစ်တဲ့အတွက်ခင်ဗျားတို့ပဲအမြဲတမ်းရက်ပါတယ်လောလောဆယ်မှာအားနေရအားများရအမှန်တရားများရအမှန်တရားနည်းရတွက်ချက်ပြီးတော့ကျွန်တော်တို့လုပ်ကိုင်ဆောင်ကြရပါတယ်ကျွန်တော်တို့စကားတွေကိုမျိုးစုံရှင်းပြပါတယ်အဲ့တော့ဒီခုထဲမှာဒီနေ့ခေါ်ပြောပွဲမှာအကြောင်းအရာလေးနဲ့ဆုံးအောင်မိတ်ဆွေများလည်းနားထောင်လာအဆင်ပြေအောင်ပေါ့နော်ကျွန်တော်နှစ်ယောက်ကဆရာဦးဖုန်းနဲ့ကျွန်တော်လည်းကမြန်မာပြည်မှာလည်းအတွဲပါပဲဆရာဦးဖုန်းရဲ့မျိုးသမီးနဲ့မန်နွယ်လို့ခေါ်တယ်တော့တာအောင်စင်လို့ခေါ်တယ်မန်နွယ်နဲ့ကျွန်တော်ရဲ့ဇနီးမရီတာလို့ခေါ်တယ်နေချိန်ထက်ဆိုင်ကျွန်တော်လည်းဦးဖုန်းနဲ့အတူသွားရင်ပိုများပါတယ်တချို့ကကျွန်တော်တို့နောက်ပါတယ်နော်နင်တို့ဘယ်တော့အိမ်အောင်ပြကြမှာတော့နဲ့ကျွန်တော်တို့နောက်ပါတယ်ဆိုတော့ကျွန်တော်ညီကိုနှစ်ယောက်ကပို့ပြီးတော့လုပ်ပြီးလောက်ရတာပုံများပါတယ်ပြီးတော့ကျွန်တော်နှစ်ယောက်ကနာမည်ရတာတူပေမဲ့ဟောပြောတဲ့ style ကတော့မတူဘူးကျိုးကလည်းပြောတယ်တယောက်ကစပင်းနေအများကြီးပဲတဲ့တယောက်ကတိတ်မရှိဘူးတဲ့ဟာကြောက်တော့လည်းမတူဘူးဆရာဖုန်းကချင်းနေဆိုတဲ့ဇာတိမန်တက်ကြွအောင်ဟောပြောတဲ့ပုံမှန်တရံတယောက်နဲ့တော့မတူတဲ့အတွက်ကြည့်ရတာပြည့်တက်ကကြည့်လို့ရှိလို့ခံစားလို့ကောင်းတယ်တူပါတယ်ကျွန်တော်တို့ဖိတ်တဲ့အခါမှာတူတွဲပြီးတော့ဖိတ်လို့ရှိပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ဒီမှာရဝေးမိချားကိုရောက်နေတဲ့မိတ်ဆွေများပဲစာပေအမှုပညာရတာလေးတွေပါစေချင်ပါတယ်ကျွန်တော်တို့ကပြောချင်တာက
လူတွေရဲ့နှလုံးသားကိုယဉ်ကျေးစေချင်တယ်2015မှာဘယ်သူတွေနိုင်ပြီးဘယ်သူတွေရှုံးပါလဲတစ်ဖွဲ့ဖွဲ့နိုင်ပြီးတော့တစ်ဖွဲ့ဖွဲ့ရှုံးအဲ့တော့သိကြတယ်တစ်ဖွဲ့ဖွဲ့နိုင်ပြီးတော့တစ်ဖွဲ့ဖွဲ့ရှုံးတဘောကြသည်ဖြစ်စေမကြသည်ဖြစ်စေအစိုးရဖွဲ့စည်းတရားတက်လာပြီးပြီလားမပြီးသေးဘူး2020ဆိုရှိတယ်2020ကျရင်ကျွန်တော်တို့စိတ်တိုင်းကြတဲ့သူရမှာလားမသိဘူးမသိကြဘူးကျွန်တော်ဆရာဦးဖုန်းကကျောင်းဆရာဟောတယ်တင်မွေးတယ်ကျွန်တော်လုပ်တဲ့20ရှိတယ်သူကနှစ်30လောက်ရှိတယ်ကျောင်းဆရာဆိုတာတေချာတဲ့အလုပ်ပဲလုပ်တယ်အစိုးရတက်ပြီးတိုင်းပြည်ကိုဘယ်လိုလဲအုပ်ချုပ်မှာလဲကျွန်တော်မသိဘူးကျွန်တော်တို့သိတာလားအဲ့ဒီဖွဲ့စည်းထားတဲ့အစိုးရအုပ်ချုပ်မဲ့သူတွေဟာယဉ်ကျေးဖို့လိုတယ်ကိုချင်းစာတရားရှိဖို့လိုတယ်ကိုချင်းစာတရားရှိတဲ့သူတွေဆိုရင်ဘယ်သူပဲဖြစ်ဖြစ်ပေါ့တနိုင်ငံလုံးရဲ့ကလေးတွေရဲ့ပညာရေးကိုတော့ပြတ်ထားပြီးတော့ကိုသားသမီးထားတော့နိုင်ငံခြားပို့ပြီးပညာသင်ခိုင်းတဲ့လူကြီးမျိုးပြီးတော့မြန်မာနိုင်ငံပညာရေးကောင်းပါလေစုကြည့်ဘာသာစကားနဲ့ပြောရရင်နော်ဘာပိတ်ပြီးညင်းတယ်ဆိုတာပဲစုကြည့်ညင်းတယ်မြန်မာနိုင်ငံပညာရေးကောင်းပါလေခင်ဗျာသားသမီးတွေဘာမှထားလိုက်လို့ပြီးတော့အမေရိကန်အမေရိကန်မှာထားတော့ကောင်းပြီပေါ့လို့ကိုသားသမီးပညာရေးကြောင့်နိုင်ငံသားမှာထားတနိုင်ငံလုံးရဲ့ကိုသားသမီးနဲ့အတူတူခွင့်ရပေးရမယ်နိုင်ငံသားကြတော့ကိုချင်းစာတရားအဲ့တော့ကျွန်တော်တို့ကကျောင်းဆရာဖြစ်တဲ့အတွက်စာသင်ခန်းတွေဟာအရေးကြီးတယ်ရတ်တာပါတဲ့ပညာရေးဘာပဲဖြစ်ဖြစ်ပြသူငယ်တန်းကနေ10တန်းထိ17နှစ်လေးဘွဲ့ဘွဲ့ရအောင်5နှစ်လေးနေရမှာအဲ့ဒီပညာရေးကနေမှတစ်ဆင့်ဌာနဆိုင်ရာအသီးသီးကိုကျွန်တော်တို့သွားကြရတာလေအဲ့ဒီပညာရေးသိရေးကြီးတယ်အဲ့ဒီပညာရေးကရတ်တာပါတဲ့ပညာရေးဖြစ်ဖို့လိုတယ်ကိုချင်းစာတရားအပြည့်ရှိတဲ့ပညာရှင်တွေပညာတတ်တွေမွေးထုတ်ပေးနိုင်ဖို့လိုတယ်စင်ကာပူဦးဆောင်ခဲ့တဲ့လီကွမ်ယူ62နဲ့မှာတည်သွားတယ်ဘာမှပြဿနာမရှိဘူးလီကွမ်ယူတည်တဲ့အတွက်တည်သွားတဲ့အတွက်စိတ်မကောင်းဘူးသို့တော့တိုင်းပြည်ကထူးပြီးတော့တိတ်ပြီးတော့ရိုင်ရွက်သွားစရာအကြောင်းမရှိဘူးလီကွမ်ယူကလီကွမ်ယူပေါင်းများစွာကိုမွေးပေးခဲ့ပြီလီကွမ်ယူတည်သွားပြီမဲ့စင်ကာပူကလီကွမ်ယူပေါင်းများစွာခြံခဲ့ပြီဘိုးကျောင်းဆန်းကြဆုံးသွားတယ်ဘိုးကျောင်းဆန်းရဲ့ခြေပြတ်ကောင်းနေတဲ့ဘိုးကျောင်းတယောက်မှပေါ်ပေါက်လာခြင်းမရှိဘူးဒါကကျွန်တော်တိုင်းပြည်ကျိန်စာတင့်တကတင့်တဲ့ထဲမှာအသင့်ဆုံးကျိန်စာအဲ့လိုကျိန်စာတင့်နေတဲ့အတိုင်းပြည်ဒီပညာရေးကိုကောင်းရောတော့ပါတဲ့ပညာရေးဖြစ်အောင်အဲ့ဒီစာသင်ခန်းတွေကထွက်သွားမယ်ဆရာဝန်တွေအထူးကူစေကန်းတွေမှာပတ်စံကိုညှစ်ပြီးတောင်းမယ်အတပြားဆရာဝန်တွေဖြစ်ရမှာလားနှလုံးသားဆရာဝန်တွေဖြစ်တယ်မလားအဲ့ဒီစာသင်ခန်းတွေကထွက်သွားမယ်စစ်ဗိုလ်ချုပ်တွေတိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်ဖို့ကိုယ်တမိသားစုချမ်းသာကြွားဖို့အတ္တကြီးတဲ့စစ်ဗိုလ်ချုပ်တွေဖြစ်တယ်မလားဗိုလ်ချုပ်အောင်ဆန်းလို့ရိုးသားဖြူစင်ဖြောင့်မတ်တဲ့စစ်ဗိုလ်ချုပ်တွေဖြစ်တယ်မလားစာသင်ခန်းတွေအရေးကြီးတယ်အဲ့ဒီစာသင်ခန်းတွေကရတ်တာပါတဲ့ပညာရေးကိုပေးနိုင်ဖို့လိုတယ်အဲ့ဒီရတ်တာဟာအင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းသို့တော့ကျွန်တော်နိုင်ငံချင်းနေသည်အင်မတန်မှကြာဆင်းနေပါတယ်ကျွန်တော်တို့ရှာဖို့ခုံးလို့ဆိုတာဟောပြောပွဲအနေနဲ့ကြည့်မယ်ဆိုရင်တားနဲ့ချီပြီးပြည့်သက်ရှိတဲ့သူတွေပါသို့တော့စာအုပ်ကလေးထုတ်လိုက်လို့ရှိရင်တစ်ချိန်ထုတ်ရင်အိုးရေ1000အိုးရေ900ကိုကျွန်တော်ဖြန့်ချီလို့ပေးပါတယ်အိုးရေ900ကိုကျွန်တော်ယူထားပါတယ်လက်ဆောင်ပေးရမယ့်သူကိုလက်ဆောင်ပေးပါတယ်ဖြန့်ချီကတစ်နေ့လုံးရောင်းလာတာ900ပါကျွန်တော်တို့ကဂျန်နဲ့900နဲ့ခီးသွားတဲ့ခါမှာယူသွားတာမှာတဲ့ခါမှာယူသွားတာမနေ့ကကျွန်တော်ပြောသမီးကဖုန်းဆက်ပါတယ်ဖြန့်ချီရေးကစာအုပ်တွေနဲ့စည်ရင်းနဲ့လာပို့သွားပြီတဲ့စာအုပ်တုပ်ကိုသူပြောပါတယ်ကျွန်တော်သူ့ကို900ပေးထားတာအေးအဲ့ဒီစာအုပ်ကလေးကွာလို့ဘယ်နဲ့အုံများရောင်းရလဲဆိုရောင်းရတယ်ကျွန်တော်ကြည့်လိုက်အောင်မယ်43အုပ်ဖះကျွန်တော်900ပေးတယ်သူ43အုပ်ပဲတစ်နေ့လုံးမှရောင်းတာကျွန်တော်43အုပ်ပဲပေးတဲ့ရှိတဲ့သူတော့မဟုတ်တာသိကြတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒီဘလို့ပဲပြောကျွန်တော်နိုင်ငံမှာစာဖတ်နှုံးနေစာဖတ်အားကြီးကြတယ်နေဝင်းမြင့်တို့ခင်ခင်ထူလို့เนาะကျွန်တော်အကိုတွေမှတွေ့တိတ်ပြီးမရောအောင်ဆရာရဲ့ဖြန့်ချီမှာအားလက်ချက်တွေအများကြီးရှိတယ်ကျွန်တော်ဒီဘက်ကနေပြီးတော့ကျွန်တော်ပြည်သက်နဲ့ကျွန်တော်ရောင်းတာဟုတ်ပြီ5-6000ကုန်နေပြီလို့ကျွန်တော်ပြည်သက်ကမှားတယ်လေဘယ်မျိုးလဲဘယ်ရွာဆိုဆရာရေးစာအုပ်လေးတွေယူခဲ့ပါအဲ့လိုလေးတွေရောင်းတာဟုတ်ပြီ9000-6000ကုန်နေပြီเนาะဖြန့်ချီရအုပ်500ကုန်မှုစာအုပ်တွေမရောအောင်ဆရာမင်းသာမရောင်းရလားကွာလေကုန်ကြီးရတယ်မင်းအကိုတို့ကြတော့ရောင်းရတယ်ရန်ကုန်မူရာကြီးကနေမန္တလေးမူရာကြီးရောက်ရုံနဲ့အုပ်ရည်1000ပြတ်ကနေပြီအကိုတို့ကတော့နေဝင်းမြင့်တို့ခင်ခင်ထူးလို့ခေါ်လို့ဆိုပဲစင်ကလောင်တွေကိုရောင်းရမှာပေါ့မဟုတ်ဘူးငါညီမန္တလေးမူရာကြီးမှာ900စီး2စီးလူခိုးသွားလို့
နေဝင်းမြေလို့ခင်ခင်တူလို့တော့မှလူပို့သွားမှအဲ့နှစ်စီးရပါပြီးဥဒ္ဒထောင်ပြောင်းသွားတယ်ကျွန်တော်နိုင်ငံမှာအဲ့ဒါစာဖတ်နှုံးအားတွေအင်မတန်ကြာတိုင်းပြည်နိုင်ငံရဲ့ရေရှည်ဒီစောစောကကျွန်တော်တို့ပြောတဲ့ရင်ကျေးတဲ့နှလုံးသားတွေနဲ့ဥဆောင်နိုင်တဲ့သူတွေပေါ်ပေါက်လာဖို့ဖြစ်ပါတယ်ခုနကဝင်းရဲဆရာကောင်းတယ်ဆိုတဲ့ချက်ချမ်းမှာဆရာဦးဘုံဆိုရင်အသက်50ကျော်ပေါ့ကျွန်တော်ဆိုရင်အသက်40ကျော်ပေါ့50ကျော်တန်းမှာကျွန်တော်တို့ပြည်သူလူထုတွေအလုပ်လုပ်နိုင်တဲ့သူတွေရည်ကြည့်ရင်လက်ကတစ်ဖက်နဲ့ပဲပြင်ဆက်ချိုးလို့မရဘူး40ကျော်ထဲမှာလူတွေရည်ကြည့်ရင်တစ်ဖက်နဲ့ပဲပြင်ဆက်ချိုးလို့မရဘူးကျွန်တော်တို့ကကြွားတတ်ဝါတတ်ကိုမိသားစုတပို့တည်းပဲကြည့်တတ်တဲ့အတ္တသမားတွေကဖြစ်မယ်ဆိုကျွန်တော်နိုင်ငံမှာအင်မတန်လှုပ်ရှားကြိုင်စားလို့ကောင်းတဲ့နိုင်ငံပါဆရာကြီးပေါ့တက်40ကျော်ထဲမှာဘယ်လိုရှိလဲကျွန်တော်ဆိုသူတို့ပြောလို့မြန်မာနိုင်ငံမှာ51.4 သန်းရှိတယ်လို့ပြောတယ်လို့လူကြီးဒါအစိုးရထုတ်ပြန်အရင်တော့ကျွန်တော်ထင်တာ60ခု51.4 သန်းဟုတ်ပြီဒါပဲအမှန်ယူမယ်51.4 သန်းတနိုင်ငံလုံးလိုက်ပြီးခေါ်ပြောနေတဲ့သူ50မရှိဘူးလူ50မရှိဘူးတော့တကယ်ခေါ်ပြောနေတာ10ယောက်လောက်ပဲရှိတယ်ဘေးတန်းနဲ့တကယ်ထိတွေ့နေတာ10ယောက်လောက်ပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့လိုပိုကျွန်တော်50လောက်ထားတယ်တွဲရလွဲအောင်ဒါ50နဲ့50နဲ့တွဲရလွဲအောင်တနိုင်ငံလုံးမှာခေါ်ပြောနေတဲ့လူ50ထားနိုင်ငံသားက50ဒါဆိုရင်တသန်းကိုကျွန်တော်တို့လုပ်နေတဲ့အလုပ်ကလူတသန်းမှာတယောက်လုပ်နိုင်ခဲ့တဲ့အလုပ်တော့လို့လူငယ်တွေကိုပြောတော့လူငယ်တွေပါစားဟောင်းတာလေခင်ဗျားတို့ပါစားဟောင်းဖြစ်အောင်ပြောနေတာမဟုတ်ဘူးလို့တွေးနိုင်အောင်ပြောနေတာကျွန်တော်တို့လက်ခုပ်တီးဖို့လက်ခုပ်တန်လာတောင်းနေတာမဟုတ်ဘူးလို့နမူနာတွေပေးနေတာ sharing လုပ်နေတာမျှဝေနေတာအတူတူအလုပ်လုပ်ကြရအောင်ဒါပေမဲ့ကျွန်တော်တို့အခုကျွန်တော်ဒီလုပ်ကလေးလုပ်လာတာ9နှစ်ပေါ့ကျွန်တော်ပြောပါတယ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတက်တန်းနဲ့ကျွန်တော်ရဲ့စာမေးပွဲတက်တန်းအတူတူပါပဲသူ2010မှာသမ္မတဖြစ်တယ်ကျွန်တော်2010မှာစာပေရှင်းပြမောင်စာရောက်တယ်သူ့ရဲ့တက်တန်း5-6လသမ္မတတက်တန်း5-6လကျန်တယ်ကျွန်တော်လည်းဒီ2015ရဲ့တက်တန်း5-6လကျန်တယ်နောက်လာမဲ့တက်တန်းမှာသူကစင်မောမှာဆက်ရှိနေအောင်မလားကျွန်တော်ကစင်မောမှာဆက်ရှိနေအောင်မလားဆိုတာပြည်သူလူထုရဲ့သဘောထားပါပဲလို့ပြည်သူလူထုပြည်သူကပြုံးစစ်စစ်လုပ်ကြသူ့ရဲ့ရက်တီမျိုးနဲ့ကိုယ့်ရဲ့ရက်တီမျိုးနဲ့ဘယ်သူကစင်မောမှာဆက်ရှိဘယ်သူကစင်မောကနေဆင်းပေးရမလဲဆိုတာတော့ဒါကတော့ပြည်သူလူထုရဲ့သဘောထားပဲလို့ကျွန်တော်ပြောပြတယ်အဲ့တော့ဒီတက်တန်းအတွင်းမှာလူငယ်တွေကိုအများအားကျွန်တော်တို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့အားရကျင်လာတဲ့လူငယ်မျိုးရရှိတယ်ရှိဘူးဒါလေးတွေကိုကွယ်ရရောက်တဲ့အခါမှာအတင်းပြောတဲ့သဘောမျိုးမဟုတ်ဘဲနဲ့ဒီနိုင်ငံမှာလူတစ်ယောက်ကားတစ်စီးလုံးလုံလောက်တဲ့ဝင်ငွေနဲ့လုံနိုင်ကိုင်းနိုင်နေနိုင်ကြတဲ့ကျွန်တော်တို့တိုင်းရင်းသားညီကိုများကိုနိုင်ငံကိုချစ်တဲ့စိတ်ချိကြတယ်ဆိုတော့ကျွန်တော်ယုံတယ်အဲ့တော့ပြန်လာခြင်းစရာကောင်းတဲ့နိုင်ငံဖြစ်အောင်ကြိုးစားတယ်ဆိုတော့လည်းကျွန်တော်တို့ကတင်ပေးပါတယ်အဲ့ဒီလူလုပ်တဲ့အခါမှာကျွန်တော်နိုင်ငံအတွက်တကယ်ပူပေါင်းပါဝင်တဲ့လက်တွေကဘယ်လိုအခြေအနေမျိုးဖြစ်တဲ့လဲဘာတွေကိုအားပေးနေတယ်လဲဆိုတာလေးတွေလည်းသိအောင်ပြောချင်ဖြစ်ပါတယ်ကျွန်တော်တို့သိပြောချင်တဲ့ဟောပြောချက်မျိုးကဘာမျိုးလဲကျွန်တော်ခုဒီမှာစာအုပ်လေးမှာပြောချင်တာလေးညှပ်ထားတယ်ကြပြားလေးအကြောင်းပြောချင်တယ်ဝတ္ထုလေးအကြောင်းပြောချင်တယ်ဒီကြပြားလေးဆိုလို့ရှိရင်ကင်မရာမှာကျွန်တော်ကိုယ်တိုင်ရေးတဲ့ကြပြားလေးကျွန်တော်ပြောခဲ့တယ်ဒီမှာကျွန်တော်ကြပြားလေးမပြောတော့ဘူးသူများကြပြားကိုကျွန်တော်ပြောခဲ့ကြပြားဆရာကရေးတယ်အဲ့ဒီကြပြားဆရာနာမည်ကသူကလူခါသူ့ရဲ့ကလောင်နာမည်ဒီလူခါမလေးရှားမှာနေပါကျွန်တော်နိုင်ငံမှာနိုင်ငံခြားကိုလှုပ်သွားလို့တဲ့သူကိုတွေးလို့ရတယ်ကြေးရွာတွေကိုရောက်တဲ့အခါမှာအကိုပဲသွားလဲအမပဲသွားလဲပဲသွားလဲမေးလိုက်ရှင်မလေးရှားလို့ပြောရင်သိကြတယ်သိပြီးတော့ပညာအခြေခံနေလို့မြန်မာနိုင်ငံထွက်သွားတဲ့သူပဲပညာအခြေခံမရှိရင်မလေးကိုသွားတယ်ပညာအခြေခံနဲ့ရှိရင်စင်ကာပူသွားတယ်ကို confidence အပြည့်ရှိလာတဲ့ခါကျတော့ခုလိုမျိုးကျွန်တော်တို့နော်အဲ့ဒီမလေးတွေစင်ကာပူကြိုပြီးတော့ဒီဘက်နိုင်ငံတွေရောက်အောင်သွားနိုင်ကြတယ်မြန်မာပြည်တွေနဲ့အကြမ်းပြောရင်တော့ပညာအခြေခံကောင်းရင်စင်ကာပူပညာအခြေခံနဲ့ရင်မလေးဟုတ်လားအဲ့တော့မလေးမှာလှုပ်လှုပ်တဲ့ကြပြဆန်ကြီးလေးပေါ့လူခါဆိုတော့အိမ်မောဆိုတဲ့ကြပြလေးရေးကျွန်တော်တို့အိမ်မှာလည်းကလေးမလေးတွေခေါ်ရတယ်စင်ကာပူမှာကျွန်တော်အမတယောက်ရှိတဲ့သူလည်းအကူကြီးခေါ်ရတယ်ခေါ်တဲ့ခါမှာကလေးတွေကအဆင်ပြေတဲ့ကလေးတွေရှိတယ်အဆင်မပြေတဲ့ကလေးတွေရှိတယ်ဒီကြပြလေးပြီးတော့ကျွန်တော်အမှတ်တသားဖြစ်တယ်လူခါဘယ်လိုရေးလဲဆိုတော့အိမ်မောတဲ့ကြပြအောင်စေးချပြစ်လိုက်တဲ့ချမ်းမြေထက်မာနတွေပါသွားတယ်အိမ်ပေါ်ဆိုတော့အိမ်ပေါ်လို့လောက်ရတာစေးချပြစ်လိုက်တဲ့ချမ်းမြေထက်မာနတွေပါသွားတယ်လုံးနေရတကုတ်ကုန်းနဲ့အမြင့်ပြန်ဖို့ထက်ချမနှင်းခံရဖို့အရေး
အဖေအမေနဲ့လေကွင်းစိမ့်စိမ့်တွေကိုစတိခဲ့တူပါအမြင့်ပြန်ဖို့ထက်ချမနှင်းခံရဖို့အရေးအဖေအမေနဲ့လေကွင်းစိမ့်စိမ့်တွေကိုစတိခဲ့တူပါရင်ဘတ်တက်တဲ့လောင်တဲ့မီးထက်ကြောင်မထားနိုင်သေးတဲ့ညီမလေးအပူကပိုးတယ်ရင်ဘတ်တက်တဲ့မှာလောင်နေတဲ့မီးထက်ကြောင်မထားနိုင်တဲ့ညီမလေးရဲ့အပူကပို့ပြီးတော့ပူပါလေထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်ကလေးတစ်ခုပြတာပါပဲထွေးမြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်လေးတစ်ခုပြတာပါပဲခင်ဗျာကောင်းစင်လားအေးဒီခင်ဗျာလေးတစ်ပုတ်ပေါ်မှာကျွန်တော်တို့ခံစားတဲ့စိတ်ကျွန်တော်တို့ရင်ထဲမှာဖြစ်တဲ့စာနာမှုညတာကျွန်တော်တို့ကလူတွေကိုယဉ်ကျေးစေချင်စာပေလူပညာရဲ့ဆွမ်းဆောင်ရည်ဟာလူတွေရဲ့နှလုံးသားကိုချင်းစာတရားတွေပေါ်ပေါက်လာအောင်ဆောင်ရွက်ပေးနိုင်ပါတယ်အဲ့ဒီလိုကိုချင်းစာတရားတွေနဲ့စီမံခန့်ခွဲကြမယ်ဆိုရင်စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ဖြစ်ရုံးဌာနတွေပဲဖြစ်ဖြစ်တိုင်းပြည်ကိုစီမံခန့်ခွဲအုပ်ချုပ်တာပဲဖြစ်ဖြစ်ဘုရားအောင်ဆန်းဟာတော်ခဲ့ဘုရားအောင်ဆန်းဟာလွတ်လပ်ရေးကိုရအောင်အယူပေးနိုင်ခဲ့တယ်အမျိုးသားကောင်းဆောင်တွေဖြစ်ခဲ့တယ်တော်မှာပေါ့တော်တော့တဲ့ရင့်ကျက်တဲ့စာဖတ်အားဘဝဖြတ်သန်းမှုကြည်ကြည်မာမာရှိခဲ့တဲ့သူတယောက်ကို1955 ဖေဖော်ဝါရီ17စနေနေ့မနေ့9 နာရီခွဲ9 နာရီနဲ့35မိနစ်ကြာဆုံးတဲ့က1949ဇူလိုင်19စနေမနေ့10 နာရီ39ဘဝတက်တန်း32နှစ်5လ6ရက်9 နာရီနဲ့2မိနစ်ပဲတက်တာရှိတဲ့လူတယောက်ဒါနဲ့သူ့ရဲ့တက်တန်းမှာအင်မတန်ရင့်ကျက်တဲ့နှလုံးသားနဲ့ဖြတ်သန်းသွားဒီကနေ့ကျွန်တော်တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတွေဟာလူရင်းတစ်ချက်တည်းပြောမယ်ဆိုရင်ကိုချင်းစာတရားပျောက်ဆုံးနေကြတာဖြစ်ပါတယ်ကိုနေထိုင်တယ်လို့မျိုးကိုပြည်သူလူထုနေနိုင်အောင်ကိုရဲ့သားသမီးလုံခြုံစိတ်ချရမှုမျိုးကိုပြည်သူလူထုကိုပေးနိုင်အောင်ကိုရဲ့မိသားစုကျန်းမာရေးစိတ်ချရမှုမျိုးကိုပြည်သူလူထုကိုလက်ဆင့်ကားနိုင်အောင်ကျွန်တော်နိုင်ငံမှာလိုနေတာနိုင်ငံရေးစနစ်ဆိုတာထက်နိုင်ငံရေးစနစ်ကလည်းလိုပါလိမ့်မယ်သို့တော့အဲ့ဒီဟာကိုကင်တွယ်ကျင့်သုံးမောင်းနေမဲ့လူတွေအဲ့ဒီလူတွေရဲ့နှလုံးသားထေရဝါဒဘုရားဘာသာလဲဘာသာတရားကိုတော့ချနေဖို့ဝင်မလေးတဲ့သူတွေအဲ့ဒီလိုဘာသာတရားကိုချနေပြီးမှကိုယ့်ရဲ့နေရာတနေရာကိုယ့်ရဲ့ယက်တီမှုတစ်ခုတည်မြဲဖို့ဆိုတာကိုအကြောက်အရွံ့မရှိဆောင်ရွက်ရဲတဲ့သူတွေကျွန်တော်မြန်မာပြည်မှာအများနဲ့ပြောပြတယ်တိုင်းပြည်ကအဆုတ်အပဲလုံနေရတာဘလို့မှမနိုင်ဘူး1962ကနေ1988ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့မဆလာခဲမှာတိုင်းပြည်ရဲ့လက်ဆောင်ပါပါလေကမ္ဘာအစင်းဆုံးနိုင်ငံ LDC ဝန်သားစရာကောင်းတယ်1988ကနေ2010နောက်တက်ခဲမှာတိုင်းပြည်ဟာကမ္ဘာအစင်းဆုံးနိုင်ငံဟုတ်တော့ဘာနိုင်ငံဖြစ်သွားလဲမိသည့်ကဏ္ဍတွင်မှနန္ဒပြန်ထူပြန်ခက်ခဲသော fail state ယူရွနိုင်ငံမဆလာခဲကမှာအစင်းဆုံးနိုင်ငံဆိုတော့ပြန်စူးစမ်းရင်ချမ်းသာလို့ရသေးတယ်နော်နောက်တက်ခဲမှာရတဲ့တစ်စိတ်က fail state အဆအဆအရာရာယူရွေးပျက်စီးနေတဲ့နိုင်ငံမိသည့်ကဏ္ဍတွင်မှနန္ဒပြန်ထူပြန်ခက်ခဲသောရှက်စရာကြီးဗျာဘယ်ကဏ္ဍမှာနန္ဒပြန်ထူဖို့မလွယ်တဲ့အဆုတ်ပဲနိုင်ငံခိုင်ကမ္ဘာပေါ်နိုင်ငံပေါင်း255နိုင်ငံရှိတယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုသိရင်ဟိုပေါ်နေမကြည့်နဲ့ပြင်ပန်းမယ်လို့ကျွန်တော်ပြန်ပြောတယ်ဟောက်ကနေစကြည့်လွယ်တယ်မြန်မာနိုင်ငံနံပါတ်2တော့သူ့အောင်မှာ12နိုင်ငံရှိတယ်ဆိုမာလီယာတို့အီသီယိုးပီးယားတို့စားရမယ်တောင်းရမယ်နိုင်ငံအာဆီယံ10နိုင်ငံရှိတယ်အရှေ့တီမောပါတော့17နိုင်ငံရှိတယ်မြန်မာနိုင်ငံအဆင့်တန်းမစင်းစားနဲ့နံပါတ်17နံပါတ်10ကဘင်္ဂလားဒေ့ရှ်အရှေ့တောင်အာရှမှာနံပါတ်10ဘင်္ဂလားဒေ့ရှ်နံပါတ်17မြန်မာနိုင်ငံကမ္ဘာအဆင့်ကိုကြည့်လိုက်တော့အဲ့ဒီဘင်္ဂလားဒေ့ရှ်ကမြန်မာတဲ့90အကွာမှရတယ်မြန်မာ203ဘင်္ဂလားဒေ့ရှ်က153ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးတော့မှာကျွန်တော်နိုင်ငံနဲ့အဆင့်90กว่าရတည်နိုင်အင်မတန်မှပေါ်ကြုံရတဲ့တရားစကားချစ်စရာကောင်းတဲ့နိုင်ငံကြီးလူတွေရဲ့အတ္တမာနကြီးမားမှုအပေါ်မှာပျက်စီးဆုံးရှုံးနေရတဲ့အချိန်အဲ့တော့ကျွန်တော်ဘာပြောလဲဆိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံတွေပြုပြင်ပြောင်းလဲဖို့အများကြီးလုပ်ရမယ်ကျွန်တော်ကနိုင်ငံရဲ့အကြီးအကဲဆိုကျွန်တော်ပြောမယ့်စကားရှိတယ်အဲ့စကားပါလဲဆိုရင်ကဲကျွန်တော်တို့တော့လုပ်ကြပြီဆောင်ရွက်ကြပြီတိုင်းပြည်ကိုဝှချုပ်ရတယ်ဆိုတာမလွယ်ဘူးကျွန်တော်လည်းလုပ်နေတာပဲ
ခင်ဗျားတို့ပေးတဲ့အကြံဉာဏ်တွေကိုလည်းကျွန်တော်လက်ခံပါတယ်သို့တော်တစ်ခုတော့ပြောပြစီထေရဝါဒဘုရားဘာသာနိုင်ငံဖြစ်တဲ့အတွက်ကျန်တဲ့စီးပွားရေးပညာရေးတွေကျန်းမာရေးတွေဘာတွေပဲဖြစ်ဖြစ်အဲ့ဒီဘာသာတရားကိုတော့ကျွန်တော်ရဲ့လက်ထက်မှာလုံးဝအထီးပါမခံနိုင်ပါဘူးဒါကြောင့်ဆရာတော်တွေတန်ခါတော်တွေထဲမှာနော်အလစ်စီသာသနာကိုဖျက်ဆီးမယ်အလစ်စီဘုန်းကြီးတို့ဘုန်းကြီးရောင်များဘာသာကြားတွေကိုရန်တိုက်ပေးပြီးတော့မိဘွားကိုကြီးတဲ့ကြီးအောင်တိုင်းပြည်ကိုမိရှို့မယ်လို့ရတယ်ဒါတွေကိုကြီးကြကြောက်နေတယ်လုံးဝလက်ခံဘူးဆရာတော်ဖျားများအရှင်တန်ခါတော်သူများဖျားဓမ္မစက်နဲ့ထိမ့်သိမ့်ပြီးတော့ဘုရားဖျားတာတပည့်တော်တို့ကအာနစက်နဲ့ဝိညာဉ်ပေးပါမယ်ဖျားတပည့်တော်ရဲ့လက်ထက်မှာဒီနေ့ခန္ဓာတွေမအောင်မြင်မှုဆိုရင်တော့မှဘာသာတရားကိုတော့အနှုံတော့မခံနိုင်ပါဘူးဖျားမို့ကျွန်တော်ကလူကြီးဆိုရင်တော့ဒီလိုပြောမှာကျွန်တော်တန်းဆောင်မှာကျွန်တော်တမိုင်းဆောင်မှာကျန်ခဲ့တဲ့စကားတွေဘာမှလုံးမသွားဘူးဒီလူကြီးစီးပွားရေးလည်းဇီရိုပညာရေးလည်းဇီရိုလူမှုရေးလည်းဇီရိုဒီလူကြီးကတော့လုံးသွားတယ်ကွာဘာသာကိုတော့ဒီလူကြီးထင်ခံခဲ့တယ်ငါတို့ဘာသာကိုတော့သူတန့်ဆဲအောင်စူးစမ်းပေးတယ်အခုတော့ကိုယ်တိုင်ရန်တိုက်ပြီကိုယ်တိုင်ရန်တိုက်ပြီကိုယ်တိုင်ညှိရှို့ကိုကြိုးစားတယ်ကိုယ်တိုင်လောင်မင်းကြောက်အောင်ဆောင်ရွက်ဖို့ပြင်ဆင်ကြဒါဟာကျွန်တော်နဲ့ကျင်းစာတဲ့တဲ့အထက်မှာအင်မတန်ဝန်းနေစရာအကောင်းဆုံးသောတော့ကျွန်တော်ဆောက်ဖာနေပြောခဲ့တယ်ရော်နယ်ဒိုလေးဘာသာလဲကျွန်တော်မသိပေါင်စတာနဲ့9 တန်းထုတ်တယ်9 တန်းဆိုတာကျွန်တော်တန်တရားတစ်လျှောက်ရှာလို့မလွယ်ဘူးနော်9 တန်းဆိုတာအများကြီးလှူလိုက်တယ်ယူလေးပဲဆက်လေးအဲ့တော့ကျွန်တော်တို့ရဲ့အသိတရားပညာကိုအခြေမခံဘဲနဲ့ကျွန်တော်တို့ကဆောင်းကြတဲ့ခါကျတော့ဒီဘာသာရေးမှိုင်းအင်မတန်မှညာပြောင်းဆိုကျွန်တော်ရင်ဆိုင်ရပါတယ်ဒီဟောပြောပွဲမှာတော့အဲ့ဒါတွေအများကြီးကိုပြောဖို့မရွယ်ပါဘူးဒါတွေကကျွန်တော် online မှာခလုတ်နှိမ့်လိုက်သိပါတယ်နောက်ဒီဆရာမတဲ့ဆွေတို့လည်းရှိတဲ့ခါကျတော့နော်ဒီမှာအများကြီးသိကျင်တဲ့ခလုတ်နှိမ့်လိုက်ကလွယ်ပါတယ်ဆိုတော့ကကျွန်တော်တို့စာပေဟောပြောတွေကဖြစ်တာလားနှလုံးသားတွေကိုယဉ်ကျေးစေချင်တာစစ်ဖို့တယောက်ပြားကယဉ်ကျေးတဲ့စစ်ဖို့ဖြစ်နေမကောင်းဘူးလားဆရာဝန်တယောက်ပြားနူးညံ့တဲ့ဆရာဝန်ဖြစ်မကောင်းဘူးလားတိုင်းပြည်ကိုချုပ်မဲ့တမန်တော်တယောက်ပြားကိုချင်းစာတရားပြည့်တဲ့တမန်တော်တယောက်ဖြစ်မကောင်းဘူးလားအခုဒီမှာဖွင့်ပြရဲ့ဘဝဆိုတာစာချုပ်ပေါ်ကလက်မှတ်လေးတစ်ခုရပါကျွန်တော်တို့တမန်တော်ကြီးစာနာတတ်မဲ့လူများပတ်မရှိတဲ့မိတ်ဆွေများထင်ပါသလားအိမ်မိုးရီပို့ဖို့အတွက်ယူတဲ့ဝန်ဆောင်က15 သိန်းအေဂျင့်နဲ့သူနဲ့တဝက်စီယူမှာလေအစိုးရကတိုင်းပြည်မှာမနေနိုင်လို့သူများနိုင်ငံမှာအိမ်ပေါ်တော်တော့အဲ့ဒီအတွက်ကုန်မဲ့ကုန်ချစီ agency cost က15 သိန်း agent ကတဝက်အစိုးရကတဝက်ဒါဆိုရင်အဲ့ဒီသွားမယ်ဟောင်ကောင်ဗမာစကားမပြောတဲ့အင်္ဂလိပ်စကားလည်းမပြောတဲ့တရုတ်လိုခုနကဒီလိုဘာသာစကားကိုပဲသုံးတယ်တခုခုခိုင်းရင်6နဲ့ညွန်ပြီးလောက်တတ်တယ်ဘာတောင်းဝင်ယူတယ်လဲလို့တန်ယုံကိုပြန်ပြီးတော့ဘာတောင်းမှမယူဘာတောင်းမှမယူဘူးပွဲစားက9 သိန်းဝယ်ယူကိုယ်နိုင်ငံမှာအဆင်မပြေလို့သူများနိုင်ငံမှာအိမ်ဘောဆိုတဲ့စကားလုံးကျွန်တော်မသုံးချင်ဘူးအဲ့အကူသွားလို့ရမယ့်သူတွေကိုနူရဝဲဆွဲလဲရတခုထောင်းဘာမှမကူညီတဲ့အပြင်ပွဲစားကယူမ15 သိန်းအေဂျင့်နဲ့သူနဲ့တယောက်9 သိန်းကိုဘလို့အုံနောက်နဲ့ဆင်းသွားပြီးဘလို့လုပ်ပြီးလုပ်နေကြတာလဲအဲ့ဒီအတွက်စုပ်ပြုံတုတ်ပြီးဆောက်တဲ့သူတွေကထွေးမြတွေမဟုတ်ဘူးနော်လေဝင်တွေကတက်လာတဲ့သူတွေမဟုတ်ဘူးနော်လစာတစ်လ9 သိန်းရမှာဆိုတော့ဘွဲရပညာတတ်လို့နာမည်ခံထားတဲ့ကလေးတွေတကုံတက်ကတော့ရတဲ့ဘွဲများပေါ့ပညာတတ်လို့သောတော်ပြောတဲ့ဘွဲတွေစာပေကလေးတွေရမှာပေါ့ကင်မရာမှာစကားနဲ့ပြောခဲ့ရတယ်လူတယောက်နဲ့ကျွန်တော်ကပညာရေးကြောင့်ပြောတဲ့ခါကျတော့ကျွန်တော်လုံးသက်20ရှိတယ်ဆရာပေါင်းက30ကျော်တယ်ကိုရန်ဆန်နဲ့ကိုစတင်ခဲ့တယ်ပညာရေးကြောင့်ကောင်းကောင်းသိတယ်နှစ်တိုင်းဒီနှစ်ဖြည့်တဲ့ဆန်ကြောင့်လား9 သိန်း 9,6,583ဒီနေ့ဖြည့်တဲ့တက္ကသိုလ်ဝန်ထမ်းကျောင်းသား9 သိန်း 9,600နောက်ကကဏ္ဍထားလိုက်ပါ9 သိန်း 9,600 6 သိန်းနေပါကျွန်တော်ရဲ့လုံးသက်နှစ်20အတွင်းမှာဆယ်တန်းကျောင်းသားနှစ်တိုင်း6 သိန်းနေပါဖြည့်ပါတယ်ကိုညီမင်းတို့တိကျပါတိကျတယ်ကျွန်တော်တို့ကကလေးတွေစီကလာစားတောင်းအောင်ပါဘူးတိကျမှတ်ထားတယ်ကိုရှိမှာဘယ်လောက်လာလဲသူကရှိမှာဘယ်လောက်ရှိတယ်တွေ့ရတာဘူးအောင်စင်းထွက်တဲ့ခါမှာဘယ်လောက်အောင်ပြီးဘယ်လောက်ကြာလဲဆိုရင် over 1 တနိုင်ငံလုံးရပဲဆက်
30ရာခိုင်နှုန်း3ပုံ3ပုံအောင်လောလောလေးပဲ2သိန်းအောင်4သိန်းကျတယ်3အောင်ပြင်ပြောင်း2သိန်းအောင်4သိန်းကျတယ်အဲ့ဒီချိန်မှာနဝမာလာကျောင်းသားဘယ်လောက်ရှိလဲဆိုရင်9သိန်းနဲ့6သိန်းရပါရှိတယ်โอเคဒါဆိုရင်4သိန်းကျနောက်နေ့တက်လာမယ်နဝမာလာကျောင်းသားက9သိန်းနဲ့6သိန်းကျတယ်4သိန်းနဲ့ပေါင်းရင်နောက်နှစ်ဖြည့်မဲ့ကျောင်းသား9သိန်းနဲ့10သိန်းကျမှာရှိတဲ့နောက်တစ်နေ့6သိန်း10သိန်းကျကျွန်တော်လုပ်တဲ့နှစ်20ကျွန်တော်ဆောင်းပါးတစ်ခုရေးတယ်ပညာရေးဝန်ကြီးဌာနနဲ့လှုပ်လှုပ်ခက်ခက်ဖြစ်သွားတယ်နှစ်တိုင်းကျောင်းသား4သိန်းလောက်ပညာရပ်ဝန်းနဲ့ဝေးရာကိုစွန့်ခွာထွက်ပြေးနေကြပါလေခင်ဗျားတို့စစ်နေတဲ့ပညာရေးဟာနှစ်တိုင်းတိုင်းပြည်ရဲ့အနာဂတ်တိုင်းပြည်ရဲ့ပခုံးလုံးတောင်းနဲ့ထမ်းဆောင်ရမယ်ပညာတတ်လူငယ်တွေဖြစ်လာရမယ်သူတွေကိုပညာရပ်ဝန်းနဲ့ဝေးတဲ့နေရာဌာနတွေကိုကန်ထုတ်ပြတဲ့စနစ်ဖြစ်မနေဘူးလားဆိုတာမစဉ်းစားသင့်ဘူးလား9သိန်းနဲ့10သိန်းကြားမှာရှိရမယ်ပမာဏက6သိန်းပဲရှိတဲ့အတွက်4သိန်းလောက်ဟာနှစ်တိုင်းပြောင်းဆုံးနေပါလိမ့်အဲ့ဒီကလေးတွေကပညာရပ်ဝန်းနဲ့ဝေးရာကိုရောက်ရှိသွားတဲ့အတွက်10တန်းမှာမအောင်ရင် BA BSc ဆိုတဲ့ဘွဲမရနိုင်ဘူး BA BSc မှာမရရင် MA MSc ရစရာအကြောင်းမရှိ MA MSc မရဘူးဆို PhD လို့ပါလို့ဘယ်ရတော့မှာလို့တိုင်းပြည်နိုင်ငံအသီးသီးကိုပညာနဲ့ထူထောင်အောင်မယ်နေရမှာအဲ့ဒီလူငယ်4သိန်းလောက်ဟာပညာရပ်ဝန်းနဲ့ဝေးရာကိုရောက်နေဘူးလားရေးတဲ့သူကဘယ်သူလဲပါလဲစုံစမ်းတာတွေပါလောက်ကြတယ်ပေါ့ဆိုလိုတာပညာရေးနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းပြောခဲ့ညနေ7:00နဲ့ကျွန်တော်ပြောခဲ့တဲ့စကားလေးကဒါခံမလာပါပြောခဲ့စကားအမှတ်လေးချင်းနေတဲ့ကလေးလေးတယောက်ရောက်လာတယ်ကျွန်တော်ရှာဆင်အောင်တဲ့ကလေးမှာဘောဝဆုံကြီးနဲ့ထုံးနေဆရာဟေးဘွဲရလာဘွဲရတဲ့နေ့ဟာဘဝပြတ်တဲ့နေ့ပါပဲဆရာမင်းကပြောလိုက်လို့ရှင်10တန်းတော့လည်းငါလာစားမှမပေးဘူးတက်ကတူရောက်တော့လည်းလက်မထိုးရတာလည်းပါနဲ့ရှုပ်ချက်ကိုခတ်ခုတော့လည်းဘာဖြစ်ပြန်လဲစမပြေဘူးဆရာကျောင်းသားလှုပ်ဆောင်လို့မကောင်းဘူးအလုံးလုံးပေါ့ကွာလို့လှုပ်ချင်ပါလေဆရာဝန်ထမ်းလူရှိတယ်အောက်ပါရင်ချင်းများနဲ့ပြေဆုံးရပြီလုပ်ငန်းတွေ့ကြုံ3နှစ်ရှိရပြီဆိုတော့အခုမှကြောင်းပြီးတဲ့ကျွန်တော်ဘာတွေ့ကြုံရှိမှလဲဆရာဟုတ်မှန်တယ်ကျွန်တော်မှရှိတဲ့တွေ့ကြုံဆိုလို့ဒဂုံတက်ကတူမှာ3နှစ်တက်ခဲ့တဲ့ကာလတစ်ချောင်းစာခိုးချတဲ့တွေ့ကြုံမှရှိတယ်ဆရာဒါဒီစကားလေးကိုပြောပါတယ်နောက်မှပါလာတဲ့ကလေးမလေးတကယ်ချင်းနေငါမှ3နှစ်လုံးစာခိုးချတဲ့တွေ့ကြုံရှိပါသေးတယ်ဟဲ့ငါကအဝေးတင်နေပြီးတာလေတပါတော့9000ပေးရင်ခုနမထိုးပြီးပြန်လို့ရတယ်ဆိုလို့ငါမှနင့်လို့စာတော်ခိုးချခဲ့ရပါဘူးအဲ့ဒီစကားကိုကျွန်တော်ခံပါလာမှာပြောတော့ပွဲမပြီးခင်ရှားဖုံးလည်းမရောက်ခဲ့ပါလူတယောက်နာမည်နဲ့အတိအကျပြောလို့ရပါတယ်နာမည်လေးတော့ခဏထားလိုက်ဦးသိန်းစိန်နိုင်ငံတော်သမ္မတဦးသိန်းစိန်လာတဲ့အခါမှာဘာသာပြန်ပေးရတယ်လို့ပြောတယ်။တန်ယုံကဝန်ထမ်းတယောက်ပြောကျွန်တော်မသိဘူးလား။ကျွန်တော်လာပြီးကျွန်တော်ဘာမှမသိဘူးလေ။ပြောရဲဆိုတဲ့အခါမှာသူကကျွန်တော်ဝေးတယ်ပြီးတာပါ။ဟုတ်ကဲ့ပါ။ကျွန်တော်မညံ့ပါဘူး။ကျွန်တော်တော့ပေါက်သွားတယ်။ကျွန်တော်ခင်ဗျားကိုညံ့တယ်ပြောနေမှာမဟုတ်ဘူးလေ။စနစ်ကိုပြောတယ်။ဝန်ထမ်းတွေအကြောင်းကိုပြောရင်းနဲ့ဝန်ထမ်းကောင်းတွေရှိတယ်လို့ဝန်ထမ်းဆိုးတွေရှိတယ်။အဲ့တကယ်ဆိုရင်ဆရာဝန်ထမ်းတွေအားလုံးကိုပြောတာမဟုတ်ဘူးဝန်ထမ်းဆိုးတွေအတွက်ပြောတာဝန်ထမ်းကောင်းတွေအတွက်ပြောတာမဟုတ်ဘူးဆိုတဲ့စကားကိုပြောခဲ့တယ်လို့အဝိဇ္ဇာနဲ့ပြီးတဲ့သူတွေအားလုံးဟာလည်းလူတိုင်းမညံ့အောင်ဆိုတော့ဆရာဆက်ပြောနေတာပေါ့ဆရာကျွန်တော်တို့ဆော်ကားတာပဲကျွန်တော်ဧည့်သည်ပါအချင်းကနည်းနည်းပဲရပါတယ်ဒါပေမဲ့ခင်ဗျားဒီလိုနားလည်ပြီဆိုရင်ကျွန်တော်ပြောတဲ့စကားကို understood ခင်ဗျားဖြစ်ရမှာပေါ့ခင်ဗျားတော်လို့ဒီနိုင်ငံကိုရောက်နေတာပေါ့နောက်မှသိတာပါသူကဦးသိန်းစိန်လာတဲ့ခါမှာစကားပြန်မှန်းလူရင်းလူရှင်းပဲပြောကြပါစို့တမလာနဲ့လုံးလုံးနေတဲ့သူဖြစ်တဲ့အတွက်တမလာကိုကျွန်တော်တို့ကအများကြီးပြောတဲ့ခါကျတော့လာပြီးတော့ cross question လေးလာလုပ်တဲ့သဘောပါကျွန်တော်တို့စိတ်နှောက်ရှက်ပေးတဲ့သဘောပါကျွန်တော်မှအဲ့လိုစိတ်ရှိမလားဗျာကျောင်းဆရာတယောက်ရှိမလားဗျာလို့စိတ်သူ understood ဖြစ်ရမယ့်ကိစ္စကျွန်တော်နံပါတ်10တောင်းမှတယ်ဩစကားမပြည့်မစုံဖြစ်သွားရင်ခလို့ပါကျွန်တော်ပြောချင်တဲ့တဲ့ကတော့ခင်ဗျာ understood ဖြစ်မယ်လို့ထင်ပါတယ်လို့ politely ကျွန်တော်ပထမတစ်ဆင့်ဒုတိယတစ်ဆင့်တောင်းမှန်နဲ့စကားပြန်ဖြည့်ပေးတယ်သူကတစ်ဆင့်တိုးလာတယ်တတိယဆင့်မှာတော့ကျွန်တော်ကခင်ဗျားပြောတဲ့စကားတွေကိုကျွန်တော်လက်မခံနိုင်ပါဘူးနားလေတဲ့ပါရဲ့ခင်ဗျားကျွန်တော်စိတ်နှောက်ရှက်ပေးတယ်လို့ဖြစ်နေတယ်ဒါဆိုတော့ခင်ဗျားသဘောနဲ့ခင်ဗျားတိုက်တယ်လို့ယူဆနိုင်ပါတယ်နောက်မှကျွန်တော်သိရတာသူကခုနကနိုင်ငံတော်သမ္မတအဆင့်ပါညာနောက်မှတိုင်ယုံဝန်ထမ်းအဆင့်တွေမှာလူတော်တယောက်ဖြစ်ပါလိမ့်မယ်လူလက်ပိုင်းတယောက်ဖြစ်ပါလိမ့်မယ်သို့တော့ရရှိနေတဲ့ယက်တီမှုတွေအပေါ်မှာကောင်းမွန်မြတ်တာတဲ့အမြင်မျိုးမမြင်နိုင်ပဲနဲ့အတ္တစိတ်များနှွယ်ရှက်နေတာကိုကျွန်တော်တွေ့ရပါတယ်
ဦးဖုံးမန္တလေးမှာနာမည်ကြီးတဲ့ဓာတုဗေဒဆရာတယောက်ပါကျွန်တော်ရန်ကုန်မှာနာမည်ကြီးတဲ့ဇီဝဗေဒဆရာတယောက်ပါစာသင်ညမနာကောင်းတယ်လို့လက်ချိုးရတဲ့ထက်မှာကျွန်တော်တို့ပါပါတယ်ရန်ကုန်မြို့မှာဂုဏ်ဦးသိန်းနိုင်မြန်မာသားဂုဏ်ဦးသိန်းနိုင်ကိုယ်တိုင်ကကျွန်တော်တို့စာသင်ရင်လက်ဖြားခါတယ်လို့ပြောတဲ့အထိကျွန်တော်တို့ကအမှုပညာမြောက်အောင်သင်နိုင်တဲ့သူတွေပါစာပေသမားတွေဖြစ်တယ်တကယ်ပညာရေးကိုစိတ်ဝင်စားပြီးကလေးတွေတကယ်ကိုယ့်ရဲ့ရင်းနှီးသိက္ခာကိုကျွန်တော်တို့ဆောင်ရွက်ပေးကြတယ်ကျွန်တော်တို့ပဲတရားပြန်ပြောပါတယ်ဆရာအခုမှနာမည်ကြီးတာလေတမီးတို့မြင်သိတာကြားပေါ့ဒီစကားတွေကျွန်တော်စာသင်ခန်းထဲမှာပြောတာကြားလာပြီအခုမှကျွန်တော်ကဒီကသိတဲ့အဆင့်ကိုရောက်တယ်စာသင်ခန်းထဲမှာဒီတော့ကလေးတွေကျွန်တော်ပြောခဲ့တာကြားလာပြီအဲ့တော့ကျွန်တော်ကတကယ်သင်တကယ်လုပ်ကြတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့မှာစိတ်ခံစားမှုရှိတို့တော့ကျွန်တော်တို့ဘာပြောတယ်ဆိုတော့သစ္စာစကားမျိုးကျွန်တော်တို့ပြောတယ်တိုင်းပြည်ရဲ့အနာဂတ်ဟာပညာနဲ့တည်ဆောက်အိုဘားမာမြုံနယ်မှုယင်းနှိမ့်မြုံနယ်မှုအားလုံးတဲမှာစက်သေးအရှိဆုံးနဲ့အမှန်ကန်ဆုံးယင်းနှိမ့်မြုံနယ်မှုဟာပညာရေးမှာယင်းနှိမ့်မြုံနယ်တာပဲအိုဘားမာအမေရိကန် president Nelson Mandela ထပ်ပြောပညာလောက်အင်အားကြီးတဲ့လက်နဲ့မရှိပညာသားတွေကဘာကြီးကိုဆွေးပလိုက်နိုင်တယ်အင်အားကြီးမှဆိုလက်နဲ့ဖြစ်တယ် Nelson Mandela တောင်အာဖရိကတော်ကျွန်တော်တို့နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကလည်းပြောတယ်ပညာရေးကိုယင်းနှိမ့်မြုံနယ်ဆိုတာလေဘာမှပြန်ရစရာအကြောင်းမရှိဘူးကဘာကြီးတစ်ခုလုံးပညာနဲ့ဆွေးဖို့ပြောင်းဖို့လက်တွေ့တွေကောမျက်မြင်တွေကောအများကြီးရှိနေတဲ့ချိန်မှာနိုင်ငံတော်ကြီးကတယောက်ပြောတဲ့စကားလက်ပံမှာကလေးတွေဖြစ်နေတဲ့အချိန်ပညာရေးမှာယင်းနှိမ့်မြုံနယ်ဆိုတာဘာမှပြန်ရစရာအကြောင်းမရှိဘူးဘလို့အတွေးခေါ်ဘလို့ဘုံတော်မျိုးနဲ့ပြောတာလဲပွဲစားဆန်ဆန်စိတ်တယ်ကမ္ဘာလာမှာပြောခဲ့တဲ့စကားလေးပါပဲစကားဆက်လို့ဒါလေးလည်းကျွန်တော်ပြောပြစီအဲ့တော့ကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်ဒါ9တန်းကြည့်ပါငယ်လေးက2တန်းကျွန်တော်အခီးတစ်ခါတော့လို့ရှိရင်တပတ်2ပတ်အများဆုံးကြာပါအိမ်မှာနေရမှရင်တစ်လမှာ2ရက်3ရက်ပါပဲအဲ့ဒီ2ရက်3ရက်ကလည်းအပြည့်မဟုတ်ပါဘူးဟောပြောပွဲရှိလို့ပြန်လာတာပြီးရင်နောက်နေ့မနေ့ကျဆော်ရီထောက်အိမ်မှာစနေတယ်ကိုကျွန်တော်မှတ်ပုံနဲ့ပြနေရတဲ့သူတွေဖြစ်ပါတယ်ခင်မွန်တဲ့အစ်ဖြစ်တဲ့အကြောင်းတားနေအောင်ဖေးအထုပ်ကလေးချလိုက်တော့နေနာကကြီးကောင်ကလူမျိုးပေါ့ငယ်လေးကတော့ကလေးလေးစကားတက်ဖေးကိုဖတ်တာကျွန်တော်တားကြီးလူမျိုးပေါ့ကိုကြည့်ဘယ်တိုင်းအောင်ပြီလဲကျွန်တော်ကတွေ့ကြတဲ့တစ်ချက်ဖြစ်သူ့မျက်လုံးကိုကျွန်တော်သိတာပေါ့ကျွန်တော်ငယ်ရကြည့်လာတာအိမ်မှာမနေတာလည်းမနေတာပေါ့ဖေးကိုသားဘယ်တိုင်းရောက်မှတော့မသိရတော့ဖြစ်တယ်မဟုတ်ဆိုတော့မျက်လုံးမျိုးကျွန်တော်လည်းအိမ်မှာမနေတာ9နှစ်ရှိပြီလေဖြတ်တော့ဖြတ်လာနေတာ9နှစ်ရှိသွားပြီဆိုတော့သူ4တန်းလောက်နေရခု9တန်းရောက်မနေတာလည်းမနေတာပေါ့ဖေးဒါပေမဲ့ကိုသားဘယ်တိုင်းရောက်လဲဆိုတော့သိတယ်မှာအဲ့တော့မင်းကအဲ့မျက်လုံးကိုကြည့်နေမင်း9တန်းမှသိတယ်စစ်တောင်းကို9တန်းမှသိတယ်မင်းမဟုတ်ဘူးလောက်ယူတယ်တဲ့1000တလောက်3000မင်းဖယ်ရီကကားလေးနဲ့ကြောင်းတက်ပါတယ်2000 5000ချူချနာကချူနာ5000ဖေးတသိန်း5000မင်းတို့ဖေးတလောက်တသိန်းကုန်ပြီကွာမင်းဘာကြီးဦးသိန်းစိန်နိုင်ငံတော်သမ္မတဦးသိန်းစိန်မင်းရဲ့ဘာကြီးဦးသိန်းစိန်ပြောပြီးပညာရေးမှာရင်းနှီးမြှုပ်နှံတာဘာမှပြန်ရစရာမရှိဘူးတဲ့ငါသားရဲ့ကျောင်းသားကျောင်းတော်ဖြစ်တာဘာလို့ဘာမှပြန်ရစရာမရှိတဲ့ပညာရေးကိုတလောက်တသိန်းအဖေမင်းကိုရင်းနှီးနိုင်မှာသားမနေ့ကဆက်ပြီးကျောင်းထွက်ကျွန်တော်လည်းဆိုကြည့်မင်းလုပ်တယ်ဆိုတော့ကျွန်တော်ပြကြော်ကြောင်လည်းတယောက်ချက်အပြန်နဲ့ပြန်လာပြီးဘာတွေပြောနေလဲဒါဘာလို့အောင်လဲကျွန်တော်ဖတ်ပြီလက်ငင်းချက်ချင်းပြန်ရစရာအကြောင်းရှိတယ်လက်ထက်ကစိုက်ကားတစ်စင်းယူပြီးတော့မင်းစိုက်ကားနဲ့မှာရတဲ့ပတ်စံမိမေကိုအပ်ပါဖေကောင်းနေပြီဆိုတော့ပုံစံမျိုးနဲ့ဒီကောင်လူမျိုး item လောက်သွားတယ်စကားတက်တဲ့အငယ်လေးဖတ်တာဖေဒါအောင်ကိုလိုစိုက်ကားနေရမှာလားမင်းခန္ဓာကိုယ်နဲ့နေလို့မရဘူးလို့နေပေါင်းမင်းအောင်ဟာ2တန်းနေတယ်။နေ့တရက်ကိုဘုံလောက်ယူတယ်900တလောက်1000ပဲဟေးမေးစိုက်ကားကဟုတ်တယ်စိုက်ကားကသွားပြန်တလောက်1000ပဲအေး3000မင်းသူစနာက4000ငါသားလေးမင်းကလည်းတလောက်9000ကုန်တယ်ကွာမင်းဘာယူသိစင်ကပြောနေပြီပညာရေးမှာရင်းနှီးမြှုပ်နှံတာဘာမှပြန်ရစရာအကြောင်းမရှိတဲ့အတွက်မင်းလည်းကြောင်းထွက်ပါထားမိတယ်ကျွန်တော်သားငယ်ငယ်လေးဟာစိုက်ကားနေရမှာလည်းမင်းစိုက်ကားနေလို့မရဘူးဖေတို့အိမ်မှာခွက်တွေအများကြီးပါသားရဲ့မင်းကြိုက်တဲ့ခွက်တစ်ခွက်ကိုရွေးပါမနေ့ပြန်စားပြီးကြောင်းချင်းအတိုင်းတလန်းဝင်တလန်းတွက်မင်းတောင်းစားပါလား
ရတယ်ပဲဆန်မြင်မိအပ်ပါအားရရှော့ပြောတော့လေကလေးကိုတောင်းသားလောက်ခိုင်းနေတယ်မှာလေလုပ်တဲ့သူကဒီပတ်မှာရှိတဲ့ပဲဆိုကြတယ်ကျွန်တော်လက်ဆင့်ခံကျွန်တော်တို့မထင်ပါဘူးဘာလို့လဲဆိုတော့ဒီစကားပြောလဲဆိုတော့လက်တန်းမှာပညာရေးကိုပြုတ်ပြင်ပြောင်းလဲပေးဖို့ကျောင်းသားတွေကဆန္ဒဖော်ထုတ်တယ်အာနာကလထိုင်ပေါ်ဆင်းပေးပါလို့တခွန်းမှမပေါ့ဘူးနော်ပညာရေးပြင်ပေးပါ300ခိုင်နှုန်းကနေ20ခိုင်နှုန်းဖြစ်အောင်လုပ်ပေးပါဘွဲ့ရပညာတတ်တွေကိုကိုယ့်ခြေထောက်ကိုရက်နိုင်တဲ့သူတွေဖြစ်အောင်ဆောင်ရွက်ပေးပါအဝိဇ္ဇာဆိုပြီးတင်တယ်ပြီးရင်ဝန်ကြီးကစကားတစ်ခုပြောတယ်အဝိဇ္ဇာတွေကိုတက်လို့ပညာရေးတက်လို့ကျောင်းသားတွေလို့မတတ်မှဘူးလေမတတ်မှပဲဘာလို့ဖွင့်တော့မတတ်မှရင်ဆိုရမဖွင့်နဲ့ပေါ့ဆိုတော့ကျွန်တော်နိုင်ငံမှာအဲ့လိုကပောက်တိကပောက်ချဆန်တဲ့ကိစ္စတွေအများကြီးရှိတဲ့အတွက်ကလေးတွေပြောကြတယ်ခုနကပြောတဲ့နိုင်ငံတကာမှာကိုသားသမီးတွေကိုထားတဲ့သူတွေကမြန်မာနိုင်ငံပြည်နယ်ကိုကောင်းတယ်ပြောတယ်ကျွန်တော်တက်တယ်ပဲပြောလိုက်ပါမယ်ဝန်ကြီးဦးရထွတ်ပြန်ကြားရေးဝန်ကြီးသူကလေးတွေလေမြန်မာနိုင်ငံမှာအစွမ်းအကြောင်းမှာတက်တဲ့ကလေးတွေဟုတ်ဘူးနောက်ထပ်နာမည်နဲ့အတိအကျဖခင်နာမည်တွေပြောင်းထားတဲ့စရင်တတ်ရှိတယ်ကမ္ဘာနိုင်ငံတည်တည်ဝင်ကြီးတွေဝင်ကလေးတွေစစ်ဖို့ကျုပ်တဲ့သားသမီးတွေကြီးပဲညွန်ကျုပ်တွေအာနာရှင်အတိုင်းဝိုင်းကလူတွေကြီးပဲအားလုံးကနိုင်ငံသားမှာပြတဲ့နေတာထားတော့အဲ့လိုဆွေးနွေးကြတဲ့ခါကျတော့ဝင်ကြီးဦးအောင်မေးတော့ပါလို့ဆွေးနွေးတော့ထွက်တော့တယ်ကလေးတွေက precondition 9ချက်17ချက်ဒီလိုကောင်းကြတဲ့ခါမှာနှစ်ချက်မှာတော်တော်လေးပြတ်လာတယ်မနေ့9နာရီကနေစဆွေးနွေးတယ်ညနေ6နာရီထိဝင်ကြီးဦးအောင်မေးတော့ချွေးပြန်တယ်မိကုန်းတစ်ခုလို့ပြောတယ်ဦးအောင်မေးကသဘောမတူတဲ့ချက်တစ်ချက်ရှိတယ်နံပါတ်1ကျောင်းသားတွေနိုင်ငံရေးမလုပ်ပါဘူးနံပါတ်2ကျောင်းသားတွေတမကမှာဖွက်ပါတယ်စကားတတ်တဲ့ကလေးတွေကပြန်ပြောတယ်ဘိုးကျောင်းဆိုင်ကောင်းစဉ်မှာဘိုးကျောင်းဆိုင်ကျောင်းကိုချောင်းခွန်းတတရပြောပါလိမ့်မယ်ကျွန်တော်အရာတော်တွေမတူအောင်ပေါ့နော်ကျွန်တော်တို့ဘိုးကျောင်းကိုထိမှန်ယူပြီးတော့ကျွန်တော်ပြောချင်တဲ့စကားလေးကိုပြောတာကျောင်းသားတွေတမကမှာဖွင့်ရအောင်ဆိုရင်ကျောင်းသားတွေနိုင်ငံရေးမလုပ်အောင်ဆိုလို့ရှိရင်တခင်အောင်ဆန်းဆိုတာဖြစ်လာတာကြောင့်မရှိဘူးတခင်အောင်ဆန်းမဖြစ်ရင်ရဲဘော်3ချိတ်မဖြစ်နိုင်ရဲဘော်3ချိတ်မပေါ်ပါရင်တမတော်ဆိုတာဖြစ်ထွန်းလာကြကြောင်းမရှိကျောင်းသားတွေနိုင်ငံရေးလုပ်လို့ကျောင်းသားတွေတမကလုပ်လို့ရဲဘော်3ချိတ်ကနေတက်မတော်ကြီးပေါ်ပေါက်လာပြီးတော့ဝင်ကြီးတို့ကိုယ်တိုင်ဝင်ကြီးတွေစစ်ဗိုလ်ချုပ်တွေဖြစ်ခဲ့တာမဟုတ်လားဝင်ကြီးရဲ့ကျောင်းသားတွေနိုင်ငံရေးမလုပ်ဘူးဆိုရင်ကျောင်းသားတွေတမကမဖွင့်ရဘူးဆိုရင်တထောင်းစားတွေတမရဖြစ်ကုန်မှာပေါ်ဝင်ကြီးရဲ့လေကလေးတွေအဲ့ဒီစကားကိုပြောလိုက်ကြတယ်ကျောင်းသားအဲ့ဒီစကားကိုကျွန်တော်ကြားတဲ့အခါကျတော့ကျွန်တော်အမျှော်မြင်ရှိတဲ့ဒီမှာတယောက်ပါဒါမှမဟုတ်ကျွန်တော်သားလေးကိုကျွန်တော်အခုကလေးကတောင်းစားခိုင်းထားနောက်လာမယ့်နေ့50မှာကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံကြီးကျောင်းသားတွေနိုင်ငံကြီးမလုပ်အောင်ကျောင်းသားတွေတမကမလုပ်အောင်ဘူးဆိုရင်တထောင်းစားတွေတမရဖြစ်ကုန်မှာပေါ့ဆိုတဲ့စကားကမှန်မယ်ဆိုရင်ကျွန်တော်သားအငယ်လေးနောက်တထောင်းစားတဲ့ရှင်းတဲ့ကလေးမြန်မာနိုင်ငံမှာမရှိဘူးဒါဟာမိဘတယောက်အမျှော်မြင်ပါကျွန်တော်တို့နိုင်ငံရဲ့အကြီးအကဲဒီစကားကိုသူ့ရဲ့အဝေးမှာဒီလိုပြောရတာဆိုစိတ်မကောင်းတတိုင်းပြည်လုံးကိုဥဆောင်နေတဲ့သူတယောက်ကပညာရေးမှာရင်းနှီးမြှုပ်နှံနေဆိုတာပြန်ရစရာအကြောင်းမရှိဘူးဘယ်လိုအတွေးခေါ်မျိုးနဲ့ဒီစကားကိုပြောရတာလဲတခါမှလုံးကပညာလို့ငတ်မို့တောင်းတနေတဲ့အချိန်မှာကွယ်လွန်သွားတဲ့ဆရာကြီးဦးအောင်တဲ့ကျွန်တော်တို့စာသင်ပေးခဲ့စင်တာဟေးအင်းလေးမြန်မာမှာစစ်ရှုံးတယ်ကွာဒုတိယစစ်အနိုင်ဘူးကွာတတိယစစ်အကုန်ပေးလိုက်ရတယ်အကုန်ပေးလိုက်ငါတို့ပညာမတတ်လို့သူချုံသွားရောက်တာကလေးဆိုတော့သိနားမလဲပညာမတတ်တာလည်းချုံဖြစ်တယ်ဘာလဲပေါ့ငါတို့ပညာမတတ်လို့သူချုံသွားရောက်ခဲ့တာမျိုးချစ်စိတ်တက်ရှင်သန်ထိုင်မြေရလက်နဲ့ဆွဲကြိုင်တော်နိုင်ကြားဆိုပြီးတက်သွားဟိုကလက်ပြပုံနဲ့လှထူလို့အကုန်မသားပေါ်ကုန်တာပဲသူတို့လို့ငါတို့လက်ပြပုံမလုပ်တတ်ဘူးအမိမြေကိုတလက်မှကျူးကျော်မခံဘူးဆိုပြီးဝယ်ရလို့ဆွဲပြီးတက်သွားတာဟိုကစက်တနာနဲ့တဆွဲလိုက်တော့အကုန်သေးကုန်ရောသူတို့လို့ငါတို့စက်တနာမလုပ်တတ်ပညာမတတ်လို့သူချုံသွားရောက်တာပါမင်းတို့ခေတ်ဟာလက်နဲ့ဂျုံပြမဲ့ခေတ်မဟုတ်တော့ဘူးလေနီးပညာနဲ့ဂျုံပြမဲ့ခေတ်ကြက်မှတ်ထားစာကြီးဝင်တယ်ကျွန်တော်ဒီပတ်မျိုးကနေစာကြီးကိုခေါင်းတော်တဲ့စာကြီးကိုကြောပါတယ်ပညာမတတ်ရင်ကျွန်တော်တို့ကဘယ်တော့ထိအောက်ကြနောက်ကြနိုင်မယ်ဆိုတာကျွန်တော်တို့အသက်အရွယ်နဲ့ကျွန်တော်တို့တော့စီးပူးခဲ့တယ်နားလည်ခဲ့တယ်နိုင်ငံတော်အကြီးအကဲလုပ်တဲ့သူတယောက်ရဲ့စကားဒီကနေ့ဖြစ်နေတဲ့နိုင်ငံရဲ့အနေအထားအင်မတန်ဆော့ဆော့ပါပဲဝမ်းနေကြည့်ကြစရာကောင်းတယ်ကျွန်တော်တို့ဘာလုပ်တတ်တယ်လဲကျင်းစာတဲ့အတိုင်းကြီးကျွန်တော်ခေါင်းဝင်ပေးထားတယ်ကျွန်တော်ဘာလုပ်တတ်တယ်အရှိမတရုတ်နောက်မှာအိန္ဒိယ New China New India New China ကတန်ပေါင်း1300ကျော်လောက်ရှိတယ် New India ကတန်ပေါင်း1500လောက်ရှိတယ်နှစ်နိုင်ငံပေါင်းရင်တန်3000တကမ္ဘာလုံးမှာတန်9000ရှိတယ်
အဲ့ဒီတန်း3000တော့ကဘာကြီးကတဝက်လောက် population ဂျားမှာလူကြီးတန်း50ကျော်နဲ့နေရတဲ့ကျွန်တော်တို့ Virgin Land လို့ခေါ်တာအပြိုစင်နိုင်ငံလေး Golden Land ရွှေမြန်မာပေါ့နိုင်ငံလေးကတော့ချစ်စရာကောင်းပါတယ်အဲ့နိုင်ငံထဲမှာနေတဲ့လူတွေကပါနော်အုပ်ချုပ်သူလူစုကပါချစ်စရာမကောင်းတာနိုင်ငံချစ်စရာအဲ့လိုနေထားမှနေရတဲ့New China เนาะကျွန်တော်တရုတ်တို့ဘာလို့ဆိုတော့အဲ့လိုပြောချင်မဟုတ်ပါဘူးကျွန်တော်နဲ့ဒိုးလူကောင်းပဲကြီးခဲ့တဲ့တရုတ်တွေရှိပါတယ်ကျွန်တော်မှတကယ်ချင်းနေတကယ်ချင်းမှလည်းအများကြီးပါကျွန်တော်ပြောပြတယ် New China နိုင်ငံတစ်ခုနဲ့နိုင်ငံရှင်းပြီးတော့ China ကျွန်တော်တို့ဘာလုပ်တတ်တယ်ဘာလုပ်တတ်အဲ့ဒီတရုတ်ကကျွန်တော်ဆရာတရားစားတာတွေအကုန်ဝယ်တယ်မြေချောင်းအင်းအားကြောက်တယ်မလားများကျွန်းတဲ့ရလာလားမစုံကနငရှင်းတောက်တဲ့ထုပ်ပဒအကုန်ဝယ်တယ်လူပါဝယ်တယ်လူရောက်မှလူပါဝယ်အကုန်ဝယ်တယ်အလကားယူတာမဟုတ်ဘူးဝယ်တာအလကားမယူဘူးဝယ်တာဟုတ်ပြီဝယ်တဲ့အတွက်ရောက်လို့ဝယ်သူအတန်းဘူးပေါ့ပတ်စံရဟုတ်ပြီပတ်စံရပြီထိမ့်သိမ့်အပ်တဲ့အမွေနှစ်တွေနောက်သားတွေမျိုးဆက်သစ်တွေအတွက်ဉာဏ်ပညာအမြောင်မြင်ကြီးစွာထားအပ်တဲ့မြေချောင်းအင်းအားတောတောင်တဘာဝရတနာတွေလက်ညှိုးထိုးပြီးအောင်စားကျွန်တော်တို့ကြားဘူးလေပထမကမ္ဘာစစ်ဖြစ်ခဲ့ပြီဒုတိယကမ္ဘာစစ်ဖြစ်ခဲ့ပြီတတိယကမ္ဘာစစ်မဖြစ်သေးဘူးဖြစ်လိမ့်မယ်တဲ့ water war လို့ခေါ်တဲ့ရေကြောင့်ဖြစ်တဲ့စစ်ဖြစ်လိမ့်မယ်အဲ့တော့ကြိုတွေးတဲ့အမေရိကန်နဲ့ရုရှားနိုင်ငံရှိတယ်စစ်အင်အားကြီးပခုံးတိုက်နေတဲ့အမေရိကန်နဲ့ရုရှားနည်းနည်းလေးအတိတ်တော်ဟုတ်ပြီဆန်းကျွန်တော်လည်းတင်စားပြီးပြောတာအဲ့ဒီအမေရိကန်နဲ့ရုရှားကသူ့နိုင်ငံရဲ့မြေကိုတွားချထိုးတာနေနဲ့တော့မထိုးဘူးဖြစ်နိုင်မထိုးဘူးလိုအပ်တဲ့စားစရာတောက်စားတွေအကုန်လုံးကိုသူတို့ကဘာနဲ့လဲလက်နဲ့လဲဟေးမင်းတို့မြန်မာနိုင်ငံဘာလဲနဲ့လဲဆိုတော့ရောလက်နဲ့ပေးဆန်ပေးစီပေးတဘာဝတန်းကိုစားရှိတဲ့ပြင်ဘာလို့ထောက်လာလဲအဲ့နိုင်ငံသူ့ရဲ့နောင်လာတော့မျိုးဆက်တွေသူ့ရဲ့မြေကိုထိမ့်သိမ့်ထားကဘာကြီးဟာနောက်ဆုံးပျက်စီးမယ်ဆိုရင်တော့မှအဲ့ဒီရုရှားတို့အမေရိကန်တို့စူပါဘရိန်းနေတဲ့ပုဂ္ဂိုလ်များရဲ့နိုင်ငံတွေကတော့နောက်နှစ်90 100 200ကြာမှပြည့်လိမ့်မယ်တဲ့အဲ့လောက်ထိကိုတွေးပြီးတော့သူတို့ဆောင်ရွက်ကြတယ်ကျွန်တော်နိုင်ငံမှာတော့အခုရှိသမျှအကုန်လုံးညှို့ထိုးပြီကျွန်တော်တို့ရောက်တဲ့ချိန်မှာမန္တလေးအင်မတန်ပူလေးရန်ကုန်အင်မတန်ပူလေးချင်းလေးရဆိုင်ဟုတ်ပြီတရုတ်ကအလကားယူတာမဟုတ်ဝယ်တာနိုင်ငံသားမျိုးရတယ်ကျွန်တော်တို့ရွာပေါင်း6000ဝယ်သိတာထင်ရှားတဲ့ဥပမာတစ်ခုပဲကျွန်တော်ပြပါမယ်ကျွန်တော်တို့ကတောကြိုပုံချာတိရောက်သွားတဲ့သူဘယ်တော့ပဲဝင်းနံတီခေါင်နဲ့ရွာပဲဖြစ်ပါစေလက်စင်ကြီးမရှိပါဘူးစာကြည့်လိုက်မရှိပါဘူးကျမကြီးစပင်းကမရှိပါဘူးကြောင်းကောင်းမရှိပါဘူးတရွာမှာမြို့နဲ့ဆက်သွယ်ဖို့အတွက်အနည်းဆုံးဆိုင်ကယ်အဆင့်100လောက်တော့ရွာတိုင်းရှိ Made in China လို့ခေါ်တဲ့တရုတ်ကလည်းဆိုင်ကယ်တစ်ပင်းကို3သိန်းလောက်ပေးတယ်လိုင်စင်တွေပါလေခဏထားအဲ့တော့ကျွန်တော်ပြောပါရွာပေါင်း6000ဝယ်အဲ့ဒီရွာကမြို့ကိုဆက်သွယ်ဖို့အဓိကပစ္စည်းကိရိယာတွေဆိုင်ကယ်တစ်ပင်းကို3သိန်းဆင့်100ဒါဆိုရင်သင်္ချာ equation တစ်ခုထုတ်ပါတယ်ရွာပေါင်း6000ဝယ်အမြောက်တရွာကိုအစင်း100အမြောက်3သိန်းညီများချင်းချမြောက်ကြည့်ပါကျွန်တော်တို့စင်ကဝယ်တဲ့ပစ္စည်းတွေအတွက်ကျွန်တော်တို့ပတ်ဆိုင်ရတယ်ကျွန်တော်နိုင်ငံကိုအင်ဂျင်လေးတတ်ထားတဲ့ပေါင်ကြားမှာညှက်လို့ရတဲ့စက်ကလေးတစ်ခုပြန်တွင်းလိုက်တာကျွန်တော်ပတ်ဆိုင်ကိုဝေါကနေပြန်တက်ယူသွားတယ်6000ဝယ်ရွာပေါင်း6000ဝယ်အမြောက်အစင်း100အမြောက်3သိန်းမြောက်ကြည့်ပါခင်ဗျာဆိုင်ကယ်တစ်စင်းနဲ့လားကျွန်တော်တို့ဆိုင်ကယ်တင်လည်းမလုပ်တတ်တာလားကျွန်တော်ဆိုင်ကယ်လည်းမလုပ်တတ်ဘူး TV အပေါ်ဆက်အောက်ဆက်လည်းမလုပ်တတ်ဘူးမီးဆက်လည်းမလုပ်တတ်ဘူးဟန်းဆက်လည်းမလုပ်တတ်ဘူးဆိုလာများလည်းမလုပ်တတ်ဘူးကျွန်တော်တို့ဘာလုပ်တတ်လဲကျွန်တော်တို့ဘာမှမလုပ်တတ်ဘူးဘာမှမလုပ်တတ်တဲ့တွေအဲ့ဒီပစ္စည်းတွေအားလုံးကိုကျွန်တော်တို့ပတ်စံပေးပြီးတော့အရင်တော့ရွာနေတော့ကျွန်တော်ဆိုရင်ကျွန်တော်မှအဆုတ်ကတိတ်မကောင်းတဲ့အတွက်ဖုန်းကြောင်းမှာအေးရတယ်ရွာမှာအေးရတယ်အိတ်တဲ့ခါကျတော့ချမ်းမှာပေါ့အောက်မှာကြမ်းကြတထွာလုံးကွာဖြာလေးနဲ့ကျွန်တော်ကြီးများလို့မရဟိုတယ်မှာအေးရတာမျိုးရှိပါတယ်အခုလိုမျိုးဩစတြေးလျကိုလေကြီးစီးပြီးလာတာမျိုးရှိလို့လဲစီးပြီးသွားတာလည်းရှိပါတယ်ဒါတော့လောကဓာတ်မျိုး၈ပါးပေါ့အဲ့တော့ကျွန်တော်တို့စိုးရိမ်နေကျွန်တော်ကစောင်းကြီးကိုသွားနေရတယ်တဲ့ဘူးကြတယ်မကောင်းဘူးလေထုတ်တယ်ဒါပေမဲ့ကျွန်တော်စိုးရိမ်တာတကယ်တော့မဖြစ်ဖို့ရွာတွေမှာကောင်းမှကောင်းဆောင်တွေကအယောင်ဝင်းလာဆိုကွန်းဆောင်ကြီးခုနောက်ပိုင်းကျွန်တော်စိတ်ချမ်းသာသွားတယ်အဲ့ဒီကွန်းဆောင်တွေတကယ်နွေးတာပဲတရုတ်ပြည်လာတဲ့ကွန်းဆောင်ဆောင်ရဲ့အဓိကတာဝန်ဖြစ်တဲ့နွေးထွေးမှုကိုတကယ်ပေးနိုင်တဲ့ဆောင်တွေနံပါတ်1တကယ်နွေးတယ်နံပါတ်2အကြောင်းသွေးရတယ်ဆိုလို့နံပါတ်3ဈေးချိုတယ်နံပါတ်4ဘာအမွှေးတွေနဲ့လှုပ်ထားမှမသိဘူး
ဈေးချိုတယ်ရောင်သွေးဆိုးတယ်တကယ်နွေးတယ်ဒီဆောင်မမဝင်ကျွန်တော်ပဲဆောင်မရဆောင်ကအစကျွန်တော်တို့နိုင်ငံမှာစောစောကပြောတယ်ကျင်းစားတဲ့နေတယ်ကျွန်တော်တိုင်းပညာမတတ်တဲ့ကျွန်တော်တို့တိုင်းအဲ့ဒီလိုအခြေအနေကြောင့်ကျွန်တော်ဒီနေ့ပြီးတဲ့ကောင်းစင်လေးကကျင်းစားတဲ့နေတိုင်းပြီအဲ့ဒီမှာကျွန်တော်နောက်ထပ်ကြပြဆရာတယောက်ရှိတယ်ကြပြဆရာနာမည်ကအောင်ခိုင်မြတ်ကျွန်တော်ဒီကြပြလေးကိုဆရာဦးဖုန်းနဲ့ကျွန်တော်လည်းကွန်ပျူတာ2013မှာအကောင်းဆုံးတစ်နှစ်တာအကြိုက်ဆုံးကြပြဖြစ်ကျွန်တော်တို့ရွေးချယ်ပြီးတော့ဒီကြပြဆရာအောင်ခိုင်မြတ်ကိုစုချီးမြှင့်ခဲ့ပါတယ်သူကြပြကောင်းနေတာပါလဲဆက်လက်ရှင်မြေပုံအရာဆိုရင်တော့ငွေပုံကြီးပါပဲမြေပုံရကြည့်မယ်ဆိုရင်တော့ငွေပုံကြီးပါပဲကြပြရှင်းပါပြန်ရှင်းပြစရာမလိုတော့ရှင်းတယ်ကျွန်တော်စူးစမ်းပြီးကြည့်ပါတယ်နော်ကြပြလည်းရှိတယ်ဒီကြပြအောင်နားထောင်နေတယ်ကျွန်တော်ကြပြစာပေးခြင်းနဲ့အကြောင်းအရာကျွန်တော်တို့ခန်းစားခြင်းနဲ့အကြောင်းအရာကျွန်တော်တိုင်းပြည်ချင်းစားတဲ့နေတဲ့တိုင်းပြည်ပေါ်လို့မျိုးလို့ကျွန်တော်ခေါင်းစဉ်ကမြေပုံအရာဆိုရင်တော့ငွေပုံကြီးပါပဲမြေပုံအရာဆိုရင်တော့ငွေပုံကြီးပါပဲဒီငွေပုံကြီးပေါ်မှာအေယာမလူကြီးဟာစင်ရဲချို့တက်နေတယ်ဒီငွေပုံကြီးပေါ်မှာအခွင့်ထူးခံချောင်းသမားတွေအခွင့်ထူးခံဘသူတည်တည်တွေအခွင့်ထူးခံစီးပွားရေးသမားတွေတက်ထိုင်သုံးဆွဲခဲ့ကြတယ်သူတို့ဖေဘက်ကပေါင်းလာတဲ့အမှုတွေလို့ဒီငွေပုံကြီးကိုနှစ်ပေါင်းများစွာသိမ့်ပိုက်ခဲ့ကြတယ်ဒီငွေပုံကြီးပေါ်မှာငါတို့ဟာခြောက်ခြားပွဲအတိဒုက္ခရောက်ခဲ့ကြတယ်ဒီငွေပုံကြီးပေါ်မှာငါတို့တွေငွေမရှိလေယာမြေတွေမရှိပြောရေးဆိုပွဲမရှိငါတို့မျိုးဆက်ရဲ့ပညာရေးကိုငါတို့မျိုးဆက်ရဲ့ဝေးရာမှာပြထားအတွေးခေါ်ကိုဖွင့်ထုတ်ခွင့်မရှိခံစားချက်ကိုရင်ဖွင့်ခွင့်မရှိဖွင့်ရင်ဖွင့်လိုက်တပဝလုံးဆွဲဆုပ်ပြစ်မယ်ဆိုတဲ့မြေပုံတစ်ပုံမိုးလင်းရင်တနေ့စာအလုပ်သွားကြညနေရောက်ရင်တနေ့စာအလုပ်ကပြန်လာကြယောက်ျားတွေမိန်းမတွေဟာတရက်စာအလုပ်သွားအလုပ်ပြန်တီးခံခြင်းတွေမျက်စိစုံမိတ်ပြီးဘာစကားတွေတိုးစီကြနေပူတော်ကြီးတဲ့ဖြတ်ပြေးကြမိုးတဲ့ရေတဲ့ချွေးပြန်ကြညနေမပျော်ရွှင်ပဲပြန်လာကြအဆောင်တွေပြင်တော်အိမ်တွေတဲကုတ်တွေတိုက်ခန်းတွေစီအသက်တွေကြီးလာကြကိုကလေးကိုအာဟာရပြည့်အောင်ဘာမှမကြွေးနိုင်အမျိုးသမီးတွေကိုဈေးဘိုးပြပြဝဝမပေးနိုင်ဒါပေမဲ့မိုးလင်းမိုးချုပ်အလုံးလုံးရရှိတဲ့အစားအစာကိုကြိတ်မိတ်စားရစကားတွေကိုကြိတ်မိတ်ပြောရအဝတ်ဟောင်းတွေကိုကြိတ်မိတ်ဝေးရဒါမှခေါင်းပြပြအိပ်ရမှာဆိုတဲ့မိဘတစ်ပုံအပူလှမ်းကြီးတဲ့ကြောကော့ပေးခဲ့ရဒီမြေပုံပေါ်မှာပေါ်လာသမျှအာနာရှင်တွေရဲ့ဒုတ်ချက်တွေအရင်ရှင်တွေရဲ့ဒုတ်ချက်တွေလက်ကင်ဒုတ်တွေရဲ့ဒုတ်ချက်တွေငါတို့ပေါ်မှာအချက်ပေါင်းများစွာမြေပုံရဆိုရင်တော့ငွေပုံကြီးပါပဲဒီငွေပုံကြီးပေါ်မှာတစ်တော်တွေကြောက်ခမန်းလေးတွေပျောက်ဆုံးတာမိခင်မြတ်မကြီးကိုရန်ရှာနေတဲ့ဇလန်းကလည်းဆုံးမတိုင်သေးဘူးကြောက်စိမ့်တွေရဲ့မြေမှာလည်းစိတ်ဟာအဆက်မပြတ်ဆင်နှွှဲလို့တဘာဝတန်းငွေတွေကလည်းတခြားနိုင်ငံတွေစီပန်းထွက်လို့ပင်လယ်ကမ်းခြေပြည်နယ်ကြီးကလည်းစိုးရိမ်ရေမှတ်ကိုထိတ်လန့်ွယ်ရောက်ရှိနေအညာဒေသရဲ့ကြီးစင်တောင်တန်းတွေကလည်းတစားစီခုတ်ထက်ခံရပေါက်ပြင်းစုပ်ပြတ်လို့ဒီတသက်တော့မျက်ရည်နဲ့မျက်ခွက်ပါပဲလို့ကြည်ကြည်ငွဲ့ကွဲကွဲငိုကျွေးနေတဲ့မြေပုံတစ်ပုံသွေးရိုးသားရိုးနေရင်ထိုင်ရင်ကြောင်ပိတ်မရိုက်ခံရတဲ့ဒီမြေပုံမိစေးထိုးခံရတဲ့ဒီမြေပုံအင်အားသုံးပြီးဆက်ဆံခံခဲ့ရတဲ့ဒီမြေပုံအကျဉ်းချုပ်ကြခံရတဲ့ဒီမြေပုံနှစ်90နှုတ်ဆက်ခဲ့ရတဲ့ဒီမြေပုံနှစ်90အထင်းကြံခဲ့ရတဲ့ဒီမြေပုံခုတော့ဒီမြေပုံပေါ်မှာတမတာအစ်စ်နဲ့လွတ်တော်အစ်စ်နဲ့အကြက်တဲတွေကြားတဲ့ကစန္ဒဖော်ထုတ်ပွဲအစ်စ်တွေနဲ့နည်းနည်းပြောင်းလဲလာတဲ့ကစားကွက်အစ်စ်နဲ့မြေပုံရဆိုရင်တော့ငွေပုံကြီးပါပဲဒီငွေပုံကြီးပေါ်မှာငါတို့ဟာစင်ရဲစုပ်ပြတ်နေစေပဲကြပြဆရာအောင်ခိုင်မြတ်ဖြစ်ပါတယ်ကျွန်တော်တို့ကြပြဆရာရဲ့ဖြတ်တည်ဖို့ကျွန်တော်တို့ရဲ့စိတ်ခံစားမှုကျွန်တော်တို့ရဲ့ဒီနိုင်ငံမှာထားတဲ့စေတနာကျွန်တော်တို့ကတမလာတွေကျွန်တော်တို့ကဝင်ကြီးတွေကျွန်တော်စစ်ဝင်ချုပ်တွေဒါပေ
ပေမဲ့ကျွန်တော်တို့ကသူတို့ထက်တိုင်းပြည်ကိုပူချစ်တတ်တဲ့စိတ်ကျွန်တော်တို့မှမရှိမလိုလားတဲ့စကားလုံးတွေကျွန်တော်နိုင်ငံမှာတိတ်များတယ်အမိနိုင်ငံတော်ကိုချစ်တယ်လို့ပါတိတ်လူဘာဝတဲ့စကားအခုအထက်ချင်းတွေကနေပြီးတော့ပြန်လာတယ်ကြောင်းကျိုးကြောင်းကြတွားရတဲ့ရွာကလေးမိမလင်းဘူးတယ်လီဖုန်းဆက်လို့မရဘူးအဖွားကိုတရားအမေတက်လို့ရှိဘူး80အရှိမကကူရင်အေရောင်မြစ်ကိုကူရမယ်နောက်ဘက်ကကူရင်ချင်းမြစ်ကိုကူရမယ်ရွာနွားကြားကရွာကလေးအမေတက်80ရန်ကုန်ရောက်ဘူးလားရောက်ဘူးလေသားရောက်ဘူးလေဆရာပြောလာညလုံးခွဲပေါ်သွားလာ6လလောက်ကြာစိတ်အညစ်ဆုံးပဲရွာပဲပြန်လာချင်တာဟောဒီရွာမှာအမေဒီရွာမှာမွေးတာပေါ့ဟုတ်တယ်ဒီရွာလေးကစောစောပြောတယ်မိမလေးမှုဖုံးထိုးတယ်ဘာမှဘုံမျိုးတိုးတဲ့ဘုံမရှိတဲ့ရွာလေအဖေဒီမှာပဲပြောမှာပေါ့နော်ဒီရွာကလွဲအမေဘယ်မှာမှမနေချင်ပါဘူးအမိနိုင်ငံတော်ကိုချစ်မြတ်လို့ပါဆိုတဲ့စကားကျုပ်တို့တော့ချစ်တာရှိမလားဗျကိုမွေးရမြေကလွဲဒီမိကိုမဆုံးမခွာကျင်တဲ့စိတ်လူဘာဝအမိနိုင်ငံတော်ကိုချစ်မြတ်လို့ပါပြီးတော့မှသူကတစ်ခုချင်းရောင်းစားပြီးတော့မှတစ်ခုချင်းဘာဝလဲတမလို့သားမိတမလို့သားဖမလုပ်ပါနဲ့တိုင်းပြည်ကအဝီစီဒီဝရရဲ့ဂရိပေါ်မှာတက်နေရတဲ့တိုင်းပြည်ဖြစ်နေပါပြီပညာသားအမိပညာသားအဖလုပ်ပါပညာနဲ့တော့တိုင်းပြည်ကိုထူထောင်ဖို့ကြိုးစားပါခုချိန်ထိဆရာဦးပြောရစတဲ့ကောင်းပါပြုံးလွင်ကစင်တက်ပြုံးလွင်ကဆင်းလာတဲ့စစ်ဘုံဘွယ်လေးတစ်ခုလုံးတက်ရုံနဲ့တိုင်းပြည်ကိုစီမံခန့်ခွဲပေးတတ်မယ်လို့ထင်တာအနာဆုံးပဲဗျာဆရာဖုန်းပြောပါလိမ့်မယ်ဆရာဖုန်းလည်းအာဘာတရားပြောပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်နိုင်ငံချိန်စာတက်နေတဲ့တိုင်းပြည်ဒီချိန်လေးကျွန်တော်နိုင်ငံအဓိကအလို့အဆုံးဟာပညာရေးဒီမှာရှိသောမိတ်ဆွေများစောစောကကျွန်တော်ပြောခဲ့တဲ့စကားတိုင်းပါပြန်လာခြင်းစရာကောင်းတဲ့နိုင်ငံလေးဖြစ်အောင်ကျွန်တော်တို့စူးစမ်းနေပါလေဒီမှာရှိသောသူများဒီဘာပဲပြောပြောမြန်မာနိုင်ငံထက်အဆင့်တန်းတာတော်ပါလိမ့်မယ်စောစောကပြောသလိုလူတယောက်ကားစင်းလုံးနဲ့လောလောရတယ်ဒါလည်းတိတ်တော့ထူးဆန်းတဲ့သဘောတော့မဟုတ်ပါဘူးကားမှမရှိရင်အဆင်မပြေဘူးလေဒီနိုင်ငံအနေနဲ့တော်တော်လေးလာကိုယ့်နဲ့သူအဝင်ဝင်ကြပါပဲကျွန်တော်တို့ကဘာလို့နားလည်ပေးတာလဲဒါတော့နှစ်ကြာကြီးနေဖို့ဆိုတာလွယ်ပါဘူးမြန်မာနိုင်ငံကိုလွှမ်းနေမဲ့သူတွေကြီးပဲဆိုတော့ကျွန်တော်ယုံပါတယ်အားလုံးမျက်ရည်ကျအောင်ကျွန်တော်မပြောလိုက်ချင်ဘူးဒါကတော့ကျွန်တော်ပြောနိုင်တယ်သူတွေမပြောချင်ဘူးဒီချိန်မှာအားလုံးမျက်ရည်ကျအောင်ဝဲတော့မပြောချင်ဘူးကျွန်တော်အားလုံးပျော်ရွှင်စေချင်တယ်ဒါကျွန်တော်တို့ကိုတတိယလို့ဒီလိုပွဲတွေစီစဉ်တာကောင်းတယ်နောက်ထပ်လည်းဆယ်နာမပြည့်စီစဉ်ကြပါအဲ့ဒီလိုတစ်ဖက်ကကျွန်တော်တို့ဒီဘက်မှာနော်ဟိုတက်လို့မလုပ်ရှိပါတယ်ဒီမှာအားလုံးအခြေအနေနဲ့ကောင်းကောင်းမွန်မွန်နဲ့တောင်းအောင်နေရှိတဲ့သူတွေနိုင်ငံရေးကိုလက်ရှိပြကြည့်နေတဲ့သူတွေကိုမြောင်းကိုဇော်ဝနိုင်တို့စားရှိတဲ့မိတ်ဆွေများကျွန်တော်တိုင်းပြည်ကိုကူညီဖို့စဉ်းစားတဲ့နေရာမှာပညာရေးကိုကောင်းတဲ့ထက်ထားပေးပါကျန်တာလေးမကူညီပါနဲ့ပညာရေးနဲ့ပတ်သက်ရင်ကျွန်တော်နိုင်ငံမှာရှိတဲ့တကယ်လူရည်ကျွန်းလူရည်မွန်တွေနဲ့ပတ်သက်ရင်ကူညီဖို့ခွင့်ရပေါ်ပါတယ်ကူညီပေးပါဖောင်ဒေးရှင်းလေးတွေလုပ်ပြီးလုပ်ပေးပါမြန်မာနိုင်ငံကလေးတွေပညာလာသင်ကြားလို့ရအောင်ဒါအကြမ်းဖျင်းပြောတာပါတကယ်တော့ဒီလိုဖောင်ဒေးရှင်းတစ်ခုဒီလိုလုပ်ငန်းစဉ်တစ်ခုဆိုစနစ်တကျလုပ်အောင်ပါကျွန်တော်တို့တိုင်းပြည်ဒီဘာဖြစ်နေသလဲလို့ပြောရင်ဒီစကားကိုလည်းဒီမှာလည်းပြောပြစီအာနာရှင်ကိုစတင်နေရင်အာနာရှင်ကိုတော်လှန်နေရင်အဲ့ဒီစတင်နေတဲ့တော်လှန်နေတဲ့သူတွေကိုနိုင်ကအာနာရှင်ပုံမှန်ကပေါက်လာပါတယ်အကျင့်ပြချဆမ်းမှုတွေကိုမကြိုက်ဘူးဒါတွေဟာလူတယောက်ရဲ့ဂုဏ်သိက္ခာကိုပြောနေတဲ့သူတွေကိုနိုင်ကခန္ဓာကိုယ်ပေါ်မှာချတယ်ပို့လို့ပဲလေသူများကိုထိုးတယ်လေကျွန်တော်ကောက်ကောက်ကြီးဖြစ်တယ်ကျွန်တော်တို့ကပြောပါတယ်တရားမျှတမှုကိုတောင်းဆိုတဲ့လက်ဟာတန်ရှင်းမှုလိုတယ်တရားမျှတမှုကိုတောင်းဆိုတဲ့လက်ဟာတန်ရှင်းရပါသူများကိုထိုးမယ်လေမျိုးဟာဖြောင်းရပါလိမ့်မယ်ဒီအတွက်ကျွန်တော်တို့ပြောကြဆိုကြတဲ့အခါမှာစိတ်အဆိုးရအောင်မြင်တယ်ဘာအောင်မြင်တာလဲကောင်းတဲ့ဘက်မှာအောင်မြင်တာလား no မကောင်းတဲ့ဘက်မှာအောင်မြင်တာတကယ်တော့တိုင်းပြည်ကိုပြုပြင်ပြောင်းလဲတဲ့နေရာမှာကောင်းတာတွေအများကြီးဖြစ်အောင်လုပ်ဒါပေမဲ့ပုံကိုယ်တွေကကောင်းတာတွေအများကြီးဖြစ်အောင်မလုပ်နိုင်တော့တဲ့အခါကျတော့မင်းလည်းငါ့လိုပဲလို့ဖြစ်သွားအောင်အယောင်ဆိုးတဲ့နေရာမှာကျွန်တော်နိုင်ငံပြောင်းလဲနေတာဖြစ်သွားတယ်အစင်စင်လက်စားတဲ့စနစ်အစင်စင်အကျင့်ပြတ်တဲ့စနစ်ကိုကျွန်တော်တို့ပုံကိုများကအင်မတန်ဉာဏ်ကြီးမားသွားတယ်ဒီချွန်ရပါဒါမြန်မာနည်းမြန်မာဟာအစ်ဖြစ်ပါလိမ့်မယ်ငါကဥက္ကဋ္ဌဖြစ်တဲ့အတွက်တရားရဂိုင်တော့စားတယ်မင်းကတွင်ရင်မူမင်းကဒုက္ခဖြစ်တဲ့အတွက်မင်းက85%တော့မင်းကတွင်မှု1ဖြစ်တဲ့အတွက်90%တော့
ပြဿနာကိုတက်မယ်ဆိုရင်လည်းညို့ကထိုးလို့မရတော့ငါနဲ့စားတာကိုမင်းနဲ့စားတယ်လေကွာရေဘူးပေါက်တာမလို့ချင်းဘူးရေပါတာပဲလိုချင်တယ်ဆိုတာကအကျင့်ပြချစားမှုတွေရဲ့အရှင်းကြီးစကားလုံးပေါ့ရေဘူးပေါက်နေမှာတော့ရေဘယ်လိုလုပ်ပါမှာလဲရေဘူးကိုအရင်ဖာရအောင်ဖာဖို့အတွက်နီးလမ်းပေးရမှာမလားအခုတော့အဲ့လိုမဟုတ်ဘဲနဲ့ရေဘူးပေါက်တာမလို့ချင်းဘူးရေပါတာပဲလိုချင်တယ်ဆိုတဲ့စကားကိုအနဲ့ပြန်ဖြစ်တဲ့နီးနဲ့ရအောင်လုပ်ခဲ့ဆိုတဲ့သဘောပဲဒီလိုနီးနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရက်တင်မှုပိုင်းဆိုင်ရာတွေဟာအားလုံးဟာရွရွင်းပျက်စီးပြီးတော့တရားစာတတွေကုံဆုံးသွားတာကိုကျွန်တော်တို့တလောက်ဝယ်မနေပဲနဲ့လူတွေရဲ့စိတ်ဓာတ်တွေပျက်စီးသွားတာကိုကျွန်တော်တို့ယူကြုံရဖြစ်ပါတယ်အစွမ်းဆောင်နိုင်လို့ဖြစ်တဲ့စိတ်သာရှင်စောဘုရားဟောလို့ခေါ်တဲ့စိတ်နဲ့အရာရာကိုအောင်နိုင်တဲ့နေရာမျိုးမှာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ဓာတ်တွေဟာအတော်အတန်းကိုပျက်စီးယူရွင်းပြီးတော့အတ္တကိုပို့ပြတဲ့သူတွေဖြစ်ဝင်နေစရာကောင်းအောင်စီစဉ်ရွေးလျားသွားတာကိုကျွန်တော်တို့တွေ့နေရပါတယ်သို့သောကျွန်တော်တို့ကဒီတိုင်းပဲငုံတို့ထိုင်းနေလို့မရတဲ့အတွက်ကျွန်တော်တို့တတ်နိုင်တယ်များဆွမ်းနိုင်တယ်များပူပေါင်းပါဝင်ဆောင်ရွက်ပြီးတော့ကျွန်တော်တို့လုပ်နိုင်ကြပါတယ်တိုင်းပြည်ရဲ့အခြေအနေကတော့အားလုံးသိတယ်အတိုင်းဒီလိုရည်တည်ရအောင်ဆန်းစုကြည်ခင်ဗျာမှာလဲဘလောက်တောင်စိတ်ရှိသိခံရခြင်းတွေနဲ့ရင်ဆိုင်နေရတယ်လဲဆိုတော့ကျွန်တော်တို့ကိုချင်းစာပေးလို့ရတော့စိတ်ပြည့်စရာကောင်းတဲ့နိုင်ငံဖေးနဲ့သမီးကံကြမ္မာချင်းမတူဘူးဖေးရဲ့ခင်မှာဖေးတယောက်ထက်တော်ကြတာမဟုတ်ဘူးဖေးရဲ့ဘေးမှာရှိတဲ့တခင်ကိုတော်မဒီလိုပါချိုးဦးရာဇတ်တခင်မြတ်တိတ်ပြင်းမြတ်ဦးချော်နေဦးနုစားစင်းတော်တဲ့လူတွေကြီးပဲစုနေတယ်ဒါလည်းဦးချမောင်းတကုံတာယာစားရှိတော့တော်တဲ့လူတွေကြီးပဲစုနေတဲ့အချိန်မှာအောင်ဆန်းဟာအောင်ဆန်းဖြစ်အောင်လုပ်ခဲ့တယ်အောင်ဆန်းကိုပခုံးညမတိုက်ဖဲနဲ့ပခုံးထမ်းတင်ပေးခဲ့တယ်အမြင့်ပြန်တက်မဲ့မျိုးမြန်တလုံးကိုအောင်ဆန်းကိုဝိုင်းဝါလို့ပြီးတယ်။ဘာဖြစ်လို့လဲတော်တဲ့သူတွေကြားထဲမှာဘာဖြစ်လို့အောင်ဆန်းမအောင်ဆန်းလုပ်ခဲ့တာလဲ။ဘုကြောင့်ဆန်းဒီ absolute honesty လို့ခေါ်တယ်။အကျွမ်းမဲ့ရိုးသားမှုကိုပိုင်ဆိုင်တဲ့သူမလို့အားလုံးကသူကိုအမြင့်ပြန်တက်မဲ့မျိုးမြန်တလုံးကဲ့သို့ဆောင်ပေးတယ်။ဘုကြောင့်အောင်ဆန်းဟာသူများထက်သားတဲ့အချက်ဒီအကျွမ်းမဲ့ရိုးသားမှုအဲ့ဒါကိုကျွန်တော်စက်တနီမှာပြောခဲ့ပါတယ်။အဲ့ဒီအကျွမ်းမဲ့ရိုးသားမှုဆိုတာဒီမှာတော့ကျွန်တော်ကျင်းလေးထောက်လိုက်ပါမယ်အကျွမ်းမဲ့ရိုးသားမှုဆိုတာဘာလဲကံသုံးပါးစလုံးရိုးသားတာကိုအကျွမ်းမဲ့ရိုးသားမှုလို့ခေါ်ပါတယ်ပါဇက်ကနေပါစေလို့ပြောပေမဲ့စိတ်ထဲကလိုချင်နေတာဒါအကျွမ်းမဲ့ရိုးသားမှုပေါ့ဟာနေပါစေညာကျွန်တော်ရှင်းလိုက်ပါမယ်ဒီတော့စိတ်ချမရှင်းဘူးမကောင်းတဲ့လို့ကိုရှင်းလိုက်လို့ပြောတာစိတ်နဲ့ကိုယ်နဲ့မကပ်ဘူးကာယဝစီမနောဘုရားဆိုင်ရဲ့ရိုးသားမှုမှာကံသုံးပါးစလုံးရိုးသားတဲ့အကျွမ်းမဲ့ရိုးသားမှုအဲ့ဒီရိုးသားမှုကိုဘုရားကပိုင်ဆိုင်တယ်သို့တော်အသက်ကမရှိရှာဘူးသူ့သမီးကသူနဲ့ဆန့်ကျင်ပဲဖေးထက်အသက်ကိုရှိတယ်သက်80ဒီဂျွန်စကိုဆိုရင်သက်80ပြည့်လို့ဒါပေမဲ့ဖေးလိုနိုင်ငံရေးမူရိတာရန်ဝန်ကောင်းကိုခြေချနိုင်ခွင့်ပျောက်ဆုံးနေတဲ့မရရှာတဲ့ခေါင်းဆောင်တယောက်ဖြစ်ဖေးလုံးကနိုင်ငံရေးမူရိတာရန်ဝန်ကောင်းဘုရားပေါ်မှာကလုံဦးစောတယောက်တားလင်းရင်ထင်လွဲမြင်မဲ့လွဲနဲ့ဆောင်ရွက်ခဲ့လို့ဒီလိုတမိုင်းမှတ်တမ်းလေးမှတ်တမ်းစုကြီးပေါ်ပေါက်ခဲ့တယ်။တော့အောင်စုကြည့်ခင်ဗျာတော့သူ့ဘေးနားမှာရှိတဲ့သူတွေအားလုံးဟာမူရိတာပွားမပေးနိုင်တဲ့သူတွေပခုံးနဲ့ရှင်နိုင်သလားလို့မေးတော့လည်းပခုံးချင်းမရှင်နိုင်ပခုံးချင်းမရှင်နိုင်တော့မလုပ်တယ်ရှင်နိုင်တဲ့အောက်က6နဲ့အောင်မောင်းချီလို့လေဟိုဘက်ကိုထိုးလိုက်ဒီဘက်ကိုထိုးလိုက်ဟာထိုးလဲမလားဆိုတဲ့စိတ်နဲ့ပညာအများကြီးတက်တဲ့ကောင်းအောင်ဆိုတော့ဟာထိုးမလဲပါအဲ့ဒီ6တွေကိုရှောင်းနိုင်တယ်ရှားနိုင်တယ်တိုင်းပြည်အတွက်စိတ်ရှည်လက်ရှည်နဲ့အလုပ်လုပ်ပေးနေတဲ့ခေါင်းဆောင်တယောက်ဖြစ်ကျွန်တော်တို့ရရှိထားတယ်။ဒါကသင်္ခါရသဘောတရားအရာဘယ်လောက်ထိသက်ရှိမှာလဲမန်ဒဲလာလို့90ကျော်တဲ့အထိရှိမဲ့ဆိုတော့ကောင်းတာပေါ့။ဟာသိကြသလားဒါမှမသိကြဘူး။ तू မရှိတော့ဘူးဆိုရင်ကျွန်တော်တိုင်းပြည်မှာဖြစ်မှာ။ तू ရှိနေတာတော့မှတကဘာလုံးမှာဥညွှန်ရတဲ့မောင်တော်တယောက်ရှိနေတာတော့မှကျွန်တော်တို့မှာခရုသွားနှုံးလက်သွားနှုံးပက်ကြည့်သွားနှုံးနဲ့သွားနေရတာ။ဒါဟာကျွန်တော်တိုင်းပြည်မှာကျွန်တော်နိုင်ငံမှာကျွန်တော်ပြောပြတဲ့စကားပါ။လူငယ်တွေကိုတွန်းအားပေးတဲ့စကားပါ။ကိုချင်းကိုလက်ပေါ်မှာရက်တည်ပြီးတော့ကိုတိုင်းပြည်ကိုနိုင်ငံအတွက်ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမယ်အပိုင်းတွေကျွန်တော်တို့ပြောပြပါတယ်။သို့တော့ကျွန်တော်တို့မှာလည်းစိတ်ဓာတ်ရှိလို့သာဆောင်ရွက်နေပေမဲ့ပျက်စီးမှုအားကအင်မတန်ကြီးတဲ့အခါကျတော့ခက်ခဲနေပါတယ်။ကြပြဆရာတယောက်အနေနဲ့ကြပြဆန္ဒလေးပြောရတယ်။အင်မတန်မှညစ်သေးနေတဲ့ကျွန်တော်တို့ဒီမျက်နှာသုံးတီရှူးစားလို့ပေါ့ညစ်သေးနေတယ်နော်အင်မတန်မှလက်နီးစုပ်အဲ့ဒီလက်နီးစုပ်ကြီးဟာညစ်သေးနေတဲ့လက်နီးစုပ်ကြီးဟာစောတော့ပြောတယ်စနိုးတာဝါလို့ပြန်လဲဖြူစင်ဖို့ကတော့
ခက်ခဲပါလိမ့်မယ်တသလုံးသုံးပြီးတော့ညစ်ထိလာတဲ့ဒီလက်ဒီစုပ်ကြီးဟာချက်ချင်းနိုင်ငံစလုံးတော်အောင်တော့ပြန်ဖြူဖို့မလွယ်ပါဘူးဒါပေမဲ့ကျွန်တော်တို့စူးစမ်းပါအဲ့ဒါကိုလည်းကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာကိုလည်းကြပြဆရာတယောက်ကကြပြလေးကိုရေးပါတယ်တောင်းဆန်းစုကြည်ပေါ်မှာထားတယ်ဒီကနေ့စာပေကိုပြောပွဲမှာကျွန်တော်ဒီကြပြလေးနဲ့အဆုံးသတ်ပါတယ်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကိုသူကြပြလေးမှာရေးထားပါတယ်ကြပြရဲ့ခေါင်းစဉ်ကပါလဲဆိုကျမတမတာကြီးဖြစ်ချင်တယ်ရေးတဲ့သူကကြပြဆရာခရမ်းပြထက်လို့ဖြစ်ပါတယ်ကျမတမတာကြီးဖြစ်ချင်တယ်ကျမကိုကျမပန်းကင်းကြီးလို့ပြင်ထားတယ်ကျမကိုကျမထမင်းဝိုင်းကြီးလို့ပြင်ထားတယ်ကျမကိုကျမခြေတုပ်ပစိုးမွေအဆွဲကျိုးလို့လဲပြင်ထားတယ်ကျမကိုကျမစာအုပ်စင်ကြီးလို့ပြင်ထားတယ်ကျမကိုကျမကျေတာယာညီလာခံကြီးလို့ပြင်ထားတယ်ကျမကိုကျမစော်ဝိုင်းတစ်ခုအလဲမှာဓာတ်ပေါက်ခံဖို့ရက်နေတဲ့မိန်းမတယောက်လိုလဲပြင်ထားတယ်ကျမကိုကျမမြေမြုပ်မိုင်းတွေဝါစာကျဲနေတဲ့အရက်မှာပေါက်နေတဲ့ရွက်ကြပင်ပေါက်တွေလိုသဘောထားပြီးကျမကိုကျမနေ့နဲ့ညမှားအိတ်နေရတဲ့မိပြတိုက်တစ်ခုလိုလဲကျင့်ထားတယ်ရှင်တို့ရှို့လိုက်တဲ့မိကျမမြားရဲ့နောက်နီးအဖျားမှာဟုံဟုံတောက်လောင်နေပါစေကျမရဲ့ဥတီချက်ပြစ်မှာဟာဘယ်တော့မှမလွယ်ဂျိုဒုဒဇင်းနောက်မှာပန်းထွက်ကြံရတဲ့မိစားတွေလိုအဲ့ဒါဟာကျမကိုပို့ပြီးခွန်အားဖြစ်စေခဲ့ကလေးတွေစပြီးဖွင့်လိုက်တဲ့စာမျက်နှာဟာကျမအကြောင်းနဲ့ဆက်ရမယ်လို့ရှင်တို့ထင်နေသလားအချစ်တော့မဟုတ်ကဘာကြီးတော့မဟုတ်ရှင်ကဂျိုင်းဝတ်ထူလူသွားလမ်းလေးကိုကြောင်းစင်းရင်ပြင်ကြစို့ဒါနဲ့စမယ်ကျမကိုကျမမာသာဖရီဇာလိုပြင်ထားပြီးဒိုင်ယာနာမင်းသမီးလိုလဲဆင်ထားတယ်ကျမတို့အိမ်မှာဘာတွေလိုတယ်လဲသူတို့ဘာကြောင့်လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်နေကြတယ်လဲသူတို့ဘာကြောင့်ယဉ်ကျေးကြတယ်လဲသူတို့ရဲ့ဥကောင်းတွေဖွင့်ကြည့်ဖို့သူတို့ရဲ့ပျော်ရွှင်မှုတွေကိုသူ့တေသနာလုပ်ပြီးတနတ်တွေဘုံတွေအကြမ်းဖက်မှုတွေကြားတဲ့ကတော့သူတို့ဘာလို့အင်္ဂါဂျိုသွားလက်မှတ်တွေအလုအရက်ဝဲနေကြရတာလေကျမမဟာမိဖွဲ့ရမယ်ကျမတို့အိမ်အတွက်လိုတိုးပိုလျှော့လုပ်ဖို့ကျမလမ်းလျှောက်ထွက်ရမယ်ဆက်ကြောင်လာတဲ့ကနေကဘာကိုပြန်ကြည့်တယ်လို့ကဘာတဲကနေကျမတို့မြန်မာကိုပြန်ကြည့်ရအောင်ပေါ့ကျမလမ်းလျှောက်ထွက်ရတယ်ကျမကြောသားရင်သားမခွဲပေမဲ့အမှန်တရားကိုတော့ရအောင်ခွဲရမယ်ပလင်းတွေကလာတဲ့ဥပဒေနဲ့ဗစတ်ထဲကအန်ကြလာတဲ့ပုံမှန်တွေကြားမှာရှင်တို့ကျမတို့ဘလောက်ညစ်ပေလန်းစော်အော်ကလေးဆန်ခဲ့ရပြီဆိုတာကျမကိုယ်တိုင်သိခဲ့ရတာပဲကျမကိုကျမတရင်စာနေသူရှင်တို့အတွက်တရင်အမှန်ရဖို့တရင်စာအပြင်ဘက်မှာရက်နေပါလေကျမအလုပ်တွေများပါလေကျမမှာကာလီမန်မဲလိုလက်တွေအများကြီးမရှိသလိုဓာတ်တဂီရီလိုခေါင်းတွေလည်းအများကြီးမရှိတော့ရှင်တို့နဲ့ကျမအများကြီးအကြာကြီးမတွေ့နိုင်ဘူးပေါ့ရှင်တို့သိပါလေကျမကတယောက်တည်းမျက်နှာချင်းဆိုင်မှာလည်းတယောက်တည်းဘေးချင်းရှင်လျှောက်နေရတာမှလည်းတယောက်တည်းကျမကတယောက်တည်းရှင်ကျယ်တွေမရှိတော့လဲညကမကြွပြန်ဘူးကျယ်တွေမရှိတော့လဲညကမလုံးချုံပြန်ဘူးကျမကိုကျမလာမင်းကြီးလို့ပြင်ထားတယ်ကျမကိုကျမဒီနှစ်တွေမှာစစ်မဖြစ်ဖို့ပြင်ထားတယ်တခါတည်ဘူးပြင်ဖို့နားလည်ခဲ့ပြီလေအခါကတည်ဘူးလေလူတယောက်ငရဲကိုတော့နားလည်ရတော့မှာပေါ့ကျမအာနာလိုချင်တယ်ရှင်တို့လက်ထဲကိုအမလို့အဲ့ဒီအာနာနဲ့ကျမကိုလည်းအချိန်မရွေးဖြုတ်ချခြင်းဖြုတ်ချနိုင်အောင်လို့ဒါကြောင့်ကျမမော်ဆရာမဖြစ်ချင်ဘူးတမရကြီးပဲဖြစ်ချင်တယ်မော်ဆရာတွေကိုမွေးပြီးမော်ဆန်တဲ့နိုင်ငံကြီးတည်ဆောက်လိုက်ချင်လို့ကြပါဆရာခင်ဗျားထဲလို့ခင်ဗျားရဲ့နောက်ဆုံး၅ကြောင်းကျမအာနာလိုချင်တယ်ရှင်တို့လက်ထဲကိုအမလို့ခင်ဗျားစာသိတော့ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာအရေးကြီးတဲ့ခင်ဗျားဆရာတယောက်ဖြစ်ပါတယ်ခင်ဗျားထဲလို့ဆိုတာကျမအာနာလိုချင်တယ်ရှင်တို့လက်ထဲကိုအမလို့ကျွန်တော်တို့ပြည်သူလူထုရဲ့လက်ထဲကိုအမလို့အဲ့ဒီအာနာနဲ့ကျမကိုလည်းအချိန်မရွေးပြန်ဖြုတ်ချခြင်းဖြုတ်ချနိုင်အောင်လို့ကျမပေးတဲ့အာနာနဲ့ကျမကိုပြန်ဖြုတ်ချလို့ရပါတယ်ဒါကြောင့်ကျမမော်ဆရာမဖြစ်ချင်ဘူးအရာကိုဖန်ဆင်းလို့ရတယ်
မော်ဆရာဖြစ်ချင်တယ်ကျွန်မတမနာကြီးပဲဖြစ်ချင်တယ်မော်ဆရာတွေကိုမွေးပြီးမော်ဆန်တဲ့နိုင်ငံကြီးတည်ဆောက်လိုက်ချင်လို့အစားအစာအရာကြဆင်းနေတဲ့ပျက်စီးရွေ့နေတဲ့ကျင်းစားတဲ့တိုင်းပြည်လို့ဆုံးရှုံးနေတဲ့နိုင်ငံမှာမော်ဆန်တဲ့ခေါင်းဆောင်တွေကဘာကအတိမတ်ဖြူရတဲ့ခေါင်းဆောင်တွေအိမ်မက်မဟုတ်ဘဲနဲ့လက်တွေ့ကြတဲ့အလုပ်တွေကိုအများကြီးလုပ်ပေးနိုင်တဲ့ခေါင်းဆောင်တွေကျွန်တော်နိုင်ငံမှာရှာရှာပါပါရရှိထားပါတယ်ဒါပေမဲ့စိတ်နဲ့စိတ်ထားရက်တည်မှုတွေအတ္တလောဘမာနကြီးမှုတွေနဲ့ကျွန်တော်တိုင်းပြည်ဟာအကျင့်ချင်းခါကနစ်နာနေရပါတယ်တိုင်းပြည်လုံးရဲ့နစ်နာမှုဖြစ်ပါတယ်မိအေးနှခါနာဆိုတဲ့စကားရှိပါတယ်အဲ့ဒီမိအေးကျွန်တော်လည်းတွေ့ပါတယ်မိအေးနစ်နာတာနှခါရှိပြီဆိုပြီးတော့မိအေးကပြန်ဖြစ်ပါတယ်များလုံးလို့အတမလောင်တက်နေပါဆရာစက္ကန့်တိုင်းနာနေတဲ့မိအေးဖြစ်နေပါပြီကျွန်တော်တိုင်းပြည်မှာစက္ကန့်တိုင်းနာနေရတဲ့တိုင်းပြည်နိုင်ငံတစ်ခုဖြစ်နေပါတယ်အဲ့ဒီတိုင်းပြည်နိုင်ငံအခြေအနေကနေပြီးတော့မော်ဆန်တဲ့နိုင်ငံတစ်ခုဖြစ်ပြောင်းလဲဖို့အတ္တလောဘမာနကြီးမားတဲ့သောကလိုလာတဲ့ပိုတဲ့မျောလင့်ချက်တွေနဲ့ကျွန်တော်တို့ပြောတာမဟုတ်ပါဘူးတိုင်းပြည်ကိုနှစ်ပေါင်း90ကျော်စီမံခန့်ခွဲခဲ့ပြီးတိုင်းပြည်ကဒီအခြေအနေရောက်သွားပြီနောက်လာမယ့်စနစ်တွေရ9နှစ်လောက်ကဘာတိကောင်းတော်တယောက်လက်ထဲကိုခဏတစ်ဖြုတ်ထည့်ပေးလိုက်ရင်ဒီတိုင်းပြည်ကလည်းဘာဖြစ်သွားနိုင်တယ်လဲတာမန်အသက်အရွယ်နဲ့တာမန်ပညာအခြေခံရှိတဲ့လူတွေတော့တွေးနိုင်ခေါ်နိုင်တဲ့အနေအထားကိုကျွန်တော်နိုင်ငံဟာအင်မတန်မှကိုဘုခံပြီးတော့ညှင်းဆန်ပြီးတော့တိုင်းပြည်ရဲ့ကံကြမ္မာကိုကြောက်ထဲမရောက်အောင်ဆွဲချနေလို့ဖြစ်နေပါတယ်အဲ့တော့ကျွန်တော်ဒီကနေ့ချိန်စားတဲ့တိုင်းပြည်ဆိုတဲ့ခေါင်းစဉ်နဲ့ဒီမှာမိတ်ဆွေများကိုကျွန်တော်ဆွေးနွေးခဲ့ပါတယ်ဟောပြောခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့နောက်နေ့တင်မှာလည်းဒီလိုစာပေဟောပြောပွဲတွေဆက်လက်ပြီးတော့ဖန်တီးနိုင်အောင်ကျွန်တော်တို့ဒီမှာရပ်ဝေးကိုရောက်နေတဲ့မြန်မာလူမျိုးအချင်းချင်းမြန်မာနိုင်ငံသားအချင်းချင်းနောက်ဆုံးဒီမှာဩစတြေးလျနိုင်ငံသားပဲဖြစ်ပါစေမြန်မာစိတ်နဲ့ဒီလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတိတွေအများကြီးတော့မပေးနိုင်ပါဘူးမြန်မာနိုင်ငံနဲ့သားတဲ့အခြေအနေနဲ့ဒီမှာလောက်ကြရမယ်၊ကန်ကြရမယ်သို့တော့ထမင်းစားမှာအာသာပြေတဲ့လူမျိုးဖြစ်တဲ့အတွက်ပေါင်မုံတွေဘယ်လောက်စားထမင်းကိုတော့တတိယနေမှာပါမက်ဒိုနယ်တွေဘယ်လောက်ပဲစားပါထမင်းလေးလေးငါလို့စားကြည့်ကြပါအဲ့ဒီထမင်းလေးလေးငါလို့ဘကောင်းမှုစားနိုင်အောင်ပြန်လာတဲ့အခါမှာကျွန်တော်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုမြင်နိုင်အောင်ကျွန်တော်တို့တတ်နိုင်ကြများစူးစမ်းပြီးတော့ဆောင်ရွက်ပါမယ်ဒီမှာရှိတဲ့မိတ်ဆွေများအားလုံးကိုလေးစားပါတယ်တတ်နိုင်တဲ့ဘက်ကကိုညီပံ့ပိုးပေးမှုများကိုလည်းကျွန်တော်တို့ညွှန်လဲပါတယ်တခြားသောအကူအညီများထက်ပညာရေးပုံသားလေးမဲမောမောလိုချင်ပါတယ်အဲ့တော့ဒီမှာရှိသောမိတ်ဆွေများစုစုစည်းစည်းညီညွတ်တဲ့တိုင်းပင်ဆောင်ရွက်နိုင်တဲ့အခါမျိုးမှာကျွန်တော်နိုင်ငံမှာရှိတဲ့ထူးချွန်တဲ့ထက်မြက်တဲ့တိုင်းပြည်တွေလုံခြုံပြုနိုင်မဲ့လူငယ်တစုအချို့တစ်ဖွဲ့အတွက်အစီအစဉ်ကောင်းလေးတွေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပေးနိုင်ရင်တော့ကျွန်တော်တို့ကိုတစ်ဖက်တစ်လမ်းကကူညီရရောက်တယ်တိုင်းပြည်နဲ့လူမျိုးပေါ်မှာလည်းရပ်ဝေးတနေရာကနေမမေ့မလျော့ပြန်လည်ကျေးဇူးဆက်တယ်လို့ကျွန်တော်တို့ခံစားရမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဟောပြောပွဲမှာကိုလိုပြောမယ်ဆိုခွင့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောရင်ချုပ်ပြစီ